ဖြစ်သွားတာလေ podcast ကိုအရင်ကလုပ်ချင်တယ်အဲ့လိုတကယ်ချင်းလည်း tag ဆိုပဲဒါပေမဲ့အဲ့လိုမအောင်မြင်တဲ့ဟာတွေအများကြီးရှိတယ်ပေါ့နော်ဒါပေမဲ့ဘာလို့လုပ်ပြသွားလဲဆိုတော့ဘယ်နဲ့ US internship သွားတော့ဟို US internship သွားတော့အဲ့လိုတနေ့လုံးကneed to do အဲ့လို English လိုပဲပြောရတာလေရုံးမှာလည်း English လိုပဲကိုက part time လုပ်တဲ့ဟာလည်း English လိုစတင်တယ်ပြီးတော့ပုံရလို့ပေါ့မိသားစုနဲ့ distance ဖြစ်တယ်လို့ကွာတိတ်ပြီးတော့ဖုန်းနေပါနဲ့တိတ်ပြောပြလို့ကွာဒီမှာ text ကတော့လုပ်တယ်ဒါပေမဲ့အဲ့လိုပါဇက်ကနေရောဒါပြည့်ရောအဲ့နဲ့တပြေးနေတယ်အဲ့လိုပြောရရင် English က second language နော်ဘလို့မှအားမရဘူးပြောရတာအဲ့လိုတစ်ခါတည်းအားမရဘူးဆိုတော့အဲ့လိုမျိုးisolated ဖြစ်လာအဲ့တော့တခုခုဖြစ်လာရင်ဘာလုပ်လဲဆိုရင်အဲ့လိုမျိုးမြန်မာ podcast တွေဖွင့်ပြီးတော့နားထောင်အဲ့ဒါပေမဲ့မြန်မာ podcast တွေကရှားရရောအဲ့လိုတေချာအဲ့လိုမျိုးအဲ့လိုလွတ်လပ်အဲ့လိုပြောရချက်ကောင်းမှာ business talk တို့ပါတော့အဲ့လိုမျိုးအဲ့လို motivation talk တွေပါအဲ့လို scripted တွေဟိုအဲ့လိုတယောက်နဲ့တယောက်လိုမျိုးအောင်မြင်လမ်းကြောင်းတွေပါအဲ့လိုကိုက need to do မှာအဲ့ဒါကြီးနားမထောင်နေတော့ကွာအလုပ်မှာလည်းအဲ့လို stress တွေဖြစ်နေပြီးဟာတွေလုပ်နေပြီဆိုဒီတိုင်းအဲ့လိုပေါ့ပေါ့ပါလေးပဲနားထောင်ချင်တာအဲ့လိုပေါ့ပေါ့ပါအဲ့လိုနေတူကပုံညံအမြင်နားထောင်နေတာဆိုအဲ့လိုစဖုံးမှာရှိရကွာသူဆိုသူ့ယောက်ျားနေပြီဒီတိုင်းပဲဟိုသူပြောရတဲ့ဟာတွေကအဲ့လိုပေါ့ပေါ့ပါပဲတော့ဟုတ်တယ်ဒါပေမဲ့တစ်ခါကျရင် तू ဖတ်တဲ့စာအုပ်တွေကြောင့်ပဲပြောတာအဲ့လိုမျိုးကဒါပေမဲ့ညာတော့ဖြစ်ကပေါ့ပါပဲပြောရဲသူမိသားစုနဲ့မှညာအဲ့လိုမျိုးသူတို့ရဲ့ lifestyle အကြောင်းတွေပြောရဲအဲ့လိုမျိုးဆိုတော့ဒါကကိုယ့်အတွက်နေ့စဉ်ပေါ်မှာအော်ညီမလိုလေးကိုဝေးနာမှာတယောက်ယောက်ပြောနေတဲ့ဟာလေးရှိပါလားဆိုပြီးတော့အဲ့ feeling တော့ကြာအဓိကဘောအဲ့လိုပြန်လဲနားထောင်ကြည့်နေတယ်ပေါ့နော်ကိုပြောရတဲ့ခါကျတော့ကိုကပုံညာညီမလိုပြောအခုပြောနေတယ်အဲ့လိုမျိုးပဲကွာတိတ်တော့ well articulate မဖြစ်ဘူးလို့ကိုကိုခံစားရတယ်စကားတွေပတ်နေတာကွာဒီလားလူရင်းကိုမရဘူးအဲ့လိုမျိုးပြောရင် repeat တွေပဲပြန်ပြန်ဖြစ်နေတာအဲ့တော့လူမျိုးလုပ်ကြည့်နည်းနည်းများမြန်မာလူပြောတာအလေးချင်းဖြစ်မလားပေါ့အဲ့လိုမျိုးလေးလုပ်ကြည့်သူနားထောင်တော့ကိုကပြန်နားထောင်ရတော့မြတ်တော့တော့လာမယ်ပုံညာဆို voice message ကိုတော့ကိုယ်တိုင်ကိုပြန်နားထောင်တယ်ဘဝရှက်တယ်ဘဝအဲ့လိုဆိုရှင်တိတ်ပြီးတော့အဲ့လိုရှက်ပြီးတော့ကြောက်ပြီးကိုယ်တိုင်ကိုချောင်းပြီးလက်တော့ပြီးတော့အဲ့လိုမျိုးဆိုပို့ပြီးလိုက်ရင်ပြန်ပြီးတော့ဖွင့်ထားတာပဲနားမထောင်ချင်တော့ကိုယ်တိုင်တော့ဒါပေမဲ့အဲ့လိုဗီဒီယိုတွေခုနပုံညက်ပြောနေမှာကွယ်ကို focus လုပ်နေတာဆိုတော့အဲ့ညက် from my video ရှိရအဲ့ဗီဒီယိုတွေ share အဲ့ဗီဒီယိုစ share တော့ဆိုလို့ရှိရင်အစချင်းလို့စဉ်းစားရကြတော့ focus ဆိုမျိုး idea တော့မစဉ်းစားဘူးဒါပေမဲ့တယောက်တည်းပြောမှဆိုတော့ခါကြလဲ focus ရဲ့သဘောတရားလည်း conversation လိုမျိုးသူပြောလိုက်တာပြောလိုက်အဲ့လိုလေးတက်ဝင်ဖြစ်နေတာကွာလို့ဗီဒီယိုကြီးလို့ရရဆိုလို့ရှိရင်အဆင်ပြေဆိုအဲ့ idea တော့မှပြောင်းပြီးတော့မှဗီဒီယိုပဲလုပ်လိုက်မယ်ဆိုတော့ဒီ blog တွေရိုက်တာပေါ့နော်ဒါပေမဲ့အဲ့တော့ idea ကြဘယ်လိုဖြစ်လဲဆိုတော့ပုံညက်လို idea နဲ့တော့နည်းနည်းတော့မတူဘူးเนาะအဲ့တော့ဖြစ်တာကြတော့ဟို focus ပထမတစ်ခုကကြတော့ memory ဆိုတာထက်ကိုယ့်ရဲ့ဟိုအရင်တော့ပြောင်းလဲလာတဲ့ကိုယ့်ရဲ့ life ကိုပြန်ကြည့်ချင်တာလည်းပါတယ် record ပုံစံမျိုးအခုဆိုလို့ရှိရင် focus တော့မဟုတ် video တွေလုပ်တယ်ဆိုလို့ရှိရင်အရင်တစ်နှစ်လောက်ကကိုယ်စကားပြောတဲ့ပုံစံကိုတွေးတဲ့အတွေးခေါ်ကို caption တွေရေးတာအစားကအဲ့လိုအဲ့ပြန်ကြည့်လို့ရှိရင်အဲ့တော့ကိုနဲ့အခုကိုနဲ့အဲ့လိုပြောင်းလဲလာတဲ့ကိုယ့်ရဲ့ record ကိုကြည့်လိုက်ရမြင်ရရပါအဲ့လိုတစ်ခါလေးစိတ်ညစ်လာလို့ဆိုလို့ရှိရင်ဘာမှမလုပ်သူများပုံမှန်တိုင်းဆိုရင်သူများ video ကြည့်ရတယ်ဖြစ်တယ်ပြောဒါပေမဲ့စိတ်ညစ်လာရှင်အဲ့ဗီဒီယိုပဲအဲ့ကိုရဲ့အဲ့ vlog video နဲ့တော်တော်ကြည့်ပြောတာဟဲ့ငါဗီဒီယိုငါဒီတော့ကဘယ်လိုတွေးရပါလားအခုကျအဲ့လိုမတွေးတော့ပြန်အဲ့လိုပြန်ကြည့်နေတာပေါ့နော်ဒါပေမဲ့အဲ့လိုနောက်တစ်ခါကျလို့တကယ်ချင်းနေလို့ create လုပ်ချင်တာကဘာလို့ဆိုပြန် memory တစ်ခုအနေနဲ့နောက်ပိုင်းနေ့တည်းအများကြီးကြာရှင်အော်ငါတို့တူတူလုပ်ခဲ့တဲ့ဟာလေးရှိရဆိုရင်ဟာလေးလည်းအဲ့လို memory အနေနဲ့တင်ထားခြင်းတယ်ကွာကြံလဲကြတယ်မိုးပါမိုးတော့ podcast ကအရင်ကတည်းကတိတ်နားထောင်တဲ့ဒီလိုမဟုတ်ပါဘူးဒီ video ဆိုအတူလေးတွေပဲကြည့် reaction video တို့ဘာလို့လိုမျိုးတွေတော့ပဲကြည့်ရဆိုဒါပေမဲ့ဒီနွေရာလေးလောက်မှစပြီးတော့အကြောင်းအားဝိုင်းတဲ့အချိန်မှာမိုးကအဲ Mel Robin ရဲ့ podcast ကိုစပြီးနားထောင်တာပေါ့နော်နားထောင်ပြီးသူ့စီကနေအဲ့လိုစိတ်ပိုင်းဆိုင်ရာဘယ်လိုမျိုးအဲ့လို let down တည်တယ်တည်တယ် Mel Robin ကအိတ်ဆောက်ထုတ်တယ်သူကတော့နာမည်ကြီးသူကဗာလဲ New York Times မှာNew York Times bestseller နော်ဒီသူ့ရဲ့ဟာတွေနားထောင်ပြီးတကယ်စိတ်ကအဲ့လို empower ဖြစ်လာတယ်။အော်ကိုယ်စိတ်ကိုအဲ့လိုအရင်အဲ့လိုတစ်ခါကျရင်စိတ်ကဟိုတိတ်ကိုမထိန်ချုံနိုင်တာရှိတယ်။ဒါပေမဲ့သူကဖတ်ပြီးလိုက်အော်ကို aware ကိုဖြစ်လာတာမျိုးတွေအဲ့ဒါမျိုးကြောင့်အဲ့လိုမျိုးတကယ်လို့တာပေါ့နော်။အဲ့ဒါနားထောင် podcast နားထောင်ရစပြီးကြိုက်လာတယ်ပေါ့နော်။အဲ့တော့တကယ်ချင်းနေလည်းလုံးချင်တယ်မြန်မာလိုပြောတဲ့ခါကျတော့ကိုကပိုပြီး comfortable ဖြစ်တယ်အဲ့လိုမျိုးဆိုတော့လုပ်ပြီးတော့မှတကယ်လို့နောက်နေ့ကြာလို့ရှိရင်တယောက်ခွဲခွာသွားရင်ဒါနှစ်တရားလေးတစ်ခုအနေနဲ့ကျင်းနေလို့ရအောင်ပေါ့နော်အဲဒါကြောင့် focus လုပ်ချင်တာ okay ကောင်းတယ်လေအဲ့ Marabin ရဲ့ let them theory ခါမှကြောက်တယ်အစိမ်းအောင်ဆိုဘူးညလူစောင်းဆိုင်တိုင်းအဲ့ Marabin ကိုမကြောက်ဘူးအော် तू က focus တော့လို့ဒါပေမဲ့ तू စောင်းလေးထုတ်တယ်အဲ့ let them theory ဆိုတာညကြည့်အမကြီးရဲ့ focus တစ်ခုရှိပါအဲ့ Jay Shetty ဆိုတာမသိဘူးသူကအိန္ဒိယလာတော့ပါလားသူဆိုလို့ရှိရင်လည်းအဲ့လိုမျိုးသူကကျတော့ဟို guest speaker စီ invite လုပ်တာကွာဒါပေမဲ့သူလည်း focus ကျန်တယ်ဆိုတာကျတော့သူ့ရဲ့ live အဲ့လို
ဘဝမှာကွာသူ changes တွေအများကြီးလုပ် career တွေလည်း change နေစီရလည်းလုပ်ပြီးအကြောင်းဆရာလုပ်ပြီးတခြားလုပ်တွေလုပ်ပြီးပြီးဗာလဲဖုန်းကြီးလည်းဝတ်တာကွာ8နှစ်လောက်ဝတ်တာကွာအဲ့အကြောင်းကတော့ပြပြပြောပြတော့အဲ့ဒါလည်းဟုတ်လို့ရှင်ခါလေးကျရှင်ကိုမတင်ထားတဲ့သူပြောဘူးတဲ့ဟာတခုဆိုလို့ရှင်ကွာလူတွေကကွာကိုယ့် emotions တွေကို validate မလုပ်ကြဘူးကွာဒီ emotions ကမကောင်းဘူးရှင်မကောင်းဘူးဒါပေမဲ့ခါလေးမှာဆိုရှင်လူတွေမှာကောင်းတဲ့ emotions ဆိုမကောင်းတဲ့ emotions တွေရှိကွာခါလေး jealousy ဆိုတာလည်းကိုယ့် emotion ဖြစ်တာပဲတခါလေးစိတ်ထဲမှာအော်ဖြစ်တာပြဿနာမဟုတ်ဘူးဒါပေမဲ့အဲ့ဒါ aware ဖြစ်တာ aware ဖြစ်တာမဖြစ်တာဒါကိုဘယ်လိုပြန် change လဲဆိုတာမှာကောင်းတယ်မကောင်းတော့အဲ့လိုမျိုးတခြားသူ့ရဲ့ဘဝနဲ့ထိထိပြောခါကြအဲ့လိုတစ်ခါကျတော့ရှင်ကိုလိုနေတဲ့ဟာတခုကိုပေးရတယောက်ကလာပြီးတော့ဟို guide လုပ်ပြီးတော့ mentor လို့ပုံစံမျိုးဖြစ်ခံစားရတယ်ကွာအဲ့လို podcast တွေလုပ်တာအဲ့တော့နည်းနည်းများကိုပြောတာလေးလေသူများနဲ့ resonate ဖြစ်လို့ရှိရင်နောက်တော့နည်းနည်းရှိမလားပေါ့နော် podcast ရှင်တာလည်းပေါ့သူရနောက်ထောင်လေးကိုပြန်နောက်ထောင်ချင်တယ်အဓိကလေးလိုမျိုးစကားလေးဟိုပြောရင်တော့သူများရအောင်ချင်တယ်နေကဘလောက်ကြီးများ English လို့တက်လို့အဲ့လိုမျိုးစကားကိုကောင်းကောင်းမပြောနိုင်ရတယ်အမှန်ပြောအဲ့လိုမဟုတ်ဘူးကွာကိုယ့်ကိုဘလို့ခုံမြောက်ပြီးမြောက်ဖြစ်တယ် English ကိုကောင်းကောင်းတက်လာဆိုလည်း English ကိုကောင်းကောင်းငယ်ငယ်လေးမဟုတ်ဘူးဒါပေမဲ့နေ့တိုင်းထိတွေ့ရတာမြန်မာလိုပြန်ရင် English ကိုထိတွေ့ရတယ်စာသင်တဲ့ English ကိုသင်တယ်ကွာတန်းတက်တဲ့ English ကိုတက်တယ်ကိုကသင်ခံရတယ် English ကိုလည်းသင်ခံရတယ်ဆိုတော့ပါရမီမှာလည်းဆိုတော့မြန်မာစကားပြောရင်အဲ့လိုမှ formal setting ဆိုဘယ်လိုကောင်းကောင်းငယ်ငယ်ပြောရတယ် informal ဆိုရင်ဘယ်လိုကောင်းကောင်းငယ်ငယ်စကားကိုထိအောင်ပြောအဲ့ဒါတွေကြာလာတော့တိတ်ပြီးတော့မဖြစ်တော့ဘူးပြီးတော့သုံးတဲ့စကားလုံးတွေကဒီခါကျရင်တကယ် formal မှာသုံးရမယ့်ဟာတွေကကိုကမသုံးတဲ့လိုပဲ informal အရင်ဖြစ်တော့ဟုတ်တယ်အဲ့လိုမျိုးအမကပြောင်းပြန်အဲ့လို informal ကိုကအဲ့လိုကျောင်းစာတက်ကြရကနေ formal language တွေ academic တွေပြောနေတာတကယ် informally သူများနဲ့စကားပြောမယ်ဆိုရှင်ကွာအဲ့လိုအင်္ဂလိပ်စာတွေမြန်မာလိုကအုံနောက်ထဲထွက်လာဟုတ်တယ်အဲ့လိုခုံမြောက်ပြီးပြောဖြစ်နေတယ်အဲ့ဒါပြောနေမှာကွာအဲ့လို US မှာဆိုလို့ရှိရင်လည်းအဲ့လိုမျိုးလိုပဲကွာကိုကအဲ့လို academic language တွေပဲပြောတယ်နေ့ရုံးမှာဆိုလို့ရှိရင်လည်း तू ကအဲ့ paper တစ်ခုရေးခိုင်းတာရှိတော့ economic analysis လုပ်ခိုင်းတယ်အဲ့ဒါရေးပြီးတော့ရှင်ဒီရုံးကလူနဲ့စကားပြောမယ်ဆိုလို့ရှိရင်ခါလေးတစ်ခုဆိုကွာသူတို့ကအဲ့လိုအမဟုတ်စတာကွာသူတို့အတွက်ကဟာတာပြက်လုံးဒါပေမဲ့ကိုအဲ့ဒါအတီးလိုက်အတီးလိုက်ပြောခါကျကိုအဲ့ဒါကို formal setting ကြီးပဲလိုက်လုပ်လိုက်တာဒါပေမဲ့ तू ကno it's just a joke မြဲဆိုကမှအော်အဲ့က embarrassed drop ဖြစ်တယ်အဲ့လိုရှက်ရှက်သွားကွာဟဲ့သူတို့ကအဲ့လိုဟာတာလုံနေပြီကိုကအတီးမှတ်ပြီးလုံနေရခါကျဟိုသူတို့အဲ့ဒါတော့သူတို့ culture setting နားမလဲလဲပါတာပေါ့နော်နောက်တစ်ခုကလည်းခုနကပြောလို့ informal တွေတို့ပြီးရင်အဲ့လို small talk တွေပြင်မှာဒီတိုင်းနဲ့နေ့တူကစကားပြောဟဲ့ပုံမြက်ပါလုံနေမြက်ပါအဲ့လိုမျိုးတွေကဒီမှာပြောလိပြောတာမရှိတော့ခါကျအဲ့တော့အဲ့ရဲ့ဟိုသူတို့ရဲ့ဟို culture setting တော်တော်လေးကို adjust လုပ်ရတယ်ကွာပုံညာလို့ဖြစ်တယ်မိုးဖြစ်တယ်ပုံညာဆိုပထမဆိုင်နဲ့ပါရမီက interview ရယ် interview ကပြအဲ့လိုပထမဆုံး culture shock တော့မဟုတ်ရင်အဲ့လိုမျိုးအဆင်ပြေရရှိတာဆိုတော့ဘယ်မှာ small talk နဲ့အဆင်မပြေဘူးပေါ့နော်အဲ့တော့ host family လည်းပြောလိုက်တယ်ငါတို့မှဆိုရင် good morning good afternoon တော့ပြောရမှာမဟုတ်ဘူးလို့ဘာပြောလဲလို့စားပြီးပြီလားပေါ့တင်မလားစားပြီးပြီလားဆိုတော့လေရင်းနှီးရဲ့လူလောက်မှပြောတာကွာမရင်းနှီးဆိုအတိုင်းပဲကြော်သွားတယ်တင်မလားမင်းတို့မှကြောင်မဟုတ်ရင်းနှီး morning ဆို good morning ဖြစ်တယ်ညဖြစ်တယ် small talk at least like weather အကြောင်းကိုပြောတယ်ပေါ့အဲ့ဒါကြီးကိုအဲ့လိုအသားကြောက်ဘူးကွာကိုကတော့အဲ့လိုတင်မလား तू ကအဲ့လိုလုံနေကြဟာမဟုတ်တဲ့ခါကျတော့ comfort zone နဲ့ထွက်ပြီးအော်တခါလေ तू ကမလုံရင်တော့မှကိုက smart talk အရင်လောက်ရမယ်ဆိုတဲ့ဟာကြီးကအဲ့လိုဖြစ်နေတယ်ကွာကိုကတော့အဲ့လိုပဲလေအဲ့လိုပုံမှန်မှာအဲ့လို program training ရှိတယ်နော်smart talk တွေပဲရှင်မိုင်းကတော့ကြိုပြောတာရယ်ကွာ program တွေကျတော့ကြိုပြောတာရယ်ဒါပေမဲ့ဟိုစာတွေးနဲ့လက်တွေးနဲ့ကြတော့တကယ်မတူဘူးလေနော်ဘယ်လို timing မှာဘယ်လိုမျိုး embarrass မဖြစ်အောင်ဘယ်လိုမျိုးဝင်ရမလဲဘာညာလဲရှိသေးတယ်အဲ့လိုတခါလေကြာရင်အဲ့လိုပြောတယ်ကွာ smart talk ဆိုgood morning ဖြစ်တယ် weather ဖြစ်တယ်ဒါပေမဲ့ဘယ်လိုအဲ့ဟာကြီးဘယ်လိုစတယ်မသိတော့ဘယ်ထင်ရမလဲမသိတော့အဲ့ဒါကြီးကတော့ကောင်းစားတယ်ဒါပေမဲ့အဲ့လိုပြောနေတော့အကျင့်ရသွားပြီးတော့အခုပြန်လာတော့ဘယ်လိုဖြစ်လဲဆိုတော့ဒီမှာကြောက်တယ်မပြောရတော့ဒါပေမဲ့တရားရတွေကိုမနေ့ထားပြောတယ် good morning ကိုပြောချင်တဲ့ဆိုပြန်သိရအဲ့ပြောရတော့ရှိရဆိုပြီးတော့ပြောပါဦးလေးဆိုပြီးတော့ပြန်ပြီးတော့ changes တွေပေါ့နော်ဒါတော့ကောင်းပါတယ် different experience ဒါသိရမိုးကကျတော့အဲ့လိုလူတယောက်နဲ့တွေ့လို့ရှိရင်အဲ့လိုသူစပြီးပြောမှာကိုကစပြီးပြောလိုက်တယ်အဲ့အကျင့်အဖြစ်နေတာဘာလို့လဲဆိုတော့ကိုယ်ကိုသူများလာပြောတကယ်လို့သူတို့နဲ့သွားစမယ်ဆိုတော့ awkward ဘယ်ကနေစပြောဘာအကြောင်းပြောအောင်လဲသူတို့က how you been လို့ပြောလိုက်လို့ရှိရင်ဘာကိုပြန်ထီအောင်လည်းမသိဘူးပေါ့ဒီနေ့ကတကယ်တော့ဘာမှထူးခြားရလည်းမဟုတ်ဘူးပေါ့နော်အဲ့လိုအစင်ပြေလားလို့မေးတော့အစင်ပြေမှလားနားလို့ဆိုအစင်ပြေလားဆိုအစင်ပြေပြောရ how you been ဆိုတော့ဘာကိုပြောချင်တာလဲဒီအရင်ဘက်ကအကြောင်းကိုပြောချင်တာဘယ်ဟာမှပြောအောင်ပြောတယ်ဒီအဲ့လိုပြဿနာဖြစ်နေတာ
အဲ့မိုးရဲ့ပြဿနာအဲ့တော့ဘာလို့လဲဆိုလူမျိုးတွေ့တဲ့ခါကျရင်ဘယ်လိုမျိုး initiative တို့တယောက်တစ်ယောက် common ground တိတ်မတူပါလေရှိတယ်သူတို့ပြောချင်တဲ့ဟာနဲ့ကိုပြောချင်တဲ့ဟာနဲ့သူတို့ interest နဲ့ကို interest နဲ့မတူနေတဲ့ခါမှာဘာပဲပြောလဲဆိုမိုးရဲ့အကြောင်းပြောတယ်မိုးကမိတ်ဆက်တယ်ငါကတော့ဘေးကနေလာတာပေါ့အဲ့ဒါပြောလို့ဆိုရှင်မိုးကအိမ်မှာနေတာအဲ့အိမ်ကဆိုပြီးတော့မိုးရဲ့ host family အိမ်မှာမိုးနဲ့နောက်ထပ် roommate နဲ့နှစ်ယောက်ထဲနေရအိမ်ကြီးအကြီးကြီးဆိုအဲ့လိုမျိုးအကြောင်းပဲပြောပြီးတော့အော်ဟုတ်လားဆိုပြီးတော့ပြောပြီးတော့မှနောက်ကျမှသူတို့ကဘေးရလာတယ်တချို့ကျတော့ US ကဆိုပေမဲ့တခြားနိုင်ငံတွေဒါရဲသူတွေရှိရပါတော့တခြားနိုင်ငံသူတွေသူတို့ရဲ့အစားအသောက်တွေချောင်းမိတ်ဆက်တွေသူတို့ဘယ်လိုနေလဲအဲ့ဒါမျိုးပြောရင်းနဲ့တယောက်တစ်ယောက် common ground ရှာရပေါ့နော်ဒါပေမဲ့တချို့ topic တွေတော့narrow လုံးဝမပြောဖြစ်ဘူးပေါ့နော်အဲ့လိုရှိတယ်ပုံညက်ဆိုလည်းလိုမျိုးပဲလေပုံညက်ဆိုရင်ရင်းနှီးတဲ့လူမှာခါလေးကိုကမစပြောဖြစ်တာများတယ်ကွာအဲ့လိုမရင်းနှီးဘူးဆိုရင်ကိုကစပြောဆိုဝေးလာဝေးအဲ့လိုနေနိုင်တယ်ပြောရရင်နေနိုင်တဲ့အထဲမှာပါတယ်အဲ့လိုပြောဆိုပြောအဲ့လိုမျိုးဒါပေမဲ့သူတို့မှကြောက်လို့မဟုတ်ဘူးနော်သူတို့မှကျတော့အဲ့လိုမရင်းနှီးလဲ like at least more ထုတ်လောက်တော့မလုပ်ရင်ရိုင်းနေဆိုရဲပုံစံမျိုးကြီးဖြစ်နေတာကွာဒါပေမဲ့အဲ့ဒါကြီးကိုကြော်ဖြတ်တော့အတော်ခက်တယ်ဘာလို့လဲဆိုတော့ဟိုကိုကဘာလို့မသိဘူးအဲ့ပြန်စဉ်းစားကိုပြန် self reflect လုပ်ကြည့်ရလဲဘာအဲ့လိုမျိုးဖြစ်စီရလဲလို့စဉ်းစားကြည့်တော့အဲ့လိုအရင်တော့အဲ့လိုချင်းမိုင်မှာတယောက်တည်းနေဆိုတော့ roommate နဲ့နေကွာဒါပေမဲ့ကိုယ်ခံနေကိုနေရကြတော့အရင် self isolated ဖြစ်သွားလို့များလားဆိုပြီးတော့စဉ်းစားမိရဲ့မလုပ်ဖြစ်ဘူးကွာမလုပ်ဖြစ်ဘူးဆိုတာ roommate နဲ့ဆိုလဲ okay like ပြောစရာရှိတာပြောလိုက်တယ်ဒါတိုင်းအဲ့လိုမျိုးစကားလို့ဆိုတော့ကွာပါဇက်နဲ့ပြောရဲဆိုတာနည်းနည်းရှားတယ်အဲ့လိုမျိုးတော့တယောက်တည်းနေရလို့ဆိုရင်တော့အဲ့ feeling သိလိမ့်မယ်ထင်တယ်အဲ့လိုတနေ့လုံးနေမှာအဲ့လိုပါဇက်မဖွင့်နဲ့ရက်တွေပါရှိရပါဆိုတော့အဲ့လိုမျိုးရနေပြီးတော့ချက်ချင်းကို shift လုပ်ပြီးတော့ဒီနေ့အဲ့လိုမျိုးကြီးကွာ corporate setting မှာလူတွေများပုံရက်တော့ရုံမှာဆိုရောက်30 40ပါရှိပါဆိုတော့တရားမတရားနဲ့အများပြောနေရမှာပဲ small talk ကဒါပေမဲ့အများဘာ embarrass ဖြစ်လဲဆိုဘေးချီမှာစမှာလဲပြောရမှာလားမပြောရဘူးလားအဲ့ဒီအတွေးတွေကအမြဲဟောဖြစ်နေတာပါအမြဲအဲ့လိုပြောတယ်လားမပြောတယ်လားမပြောလိုက်ရင်ပဲကောင်းမှာဒီတိုင်းပဲ text လုပ်လိုက်ရမလားလိုအပ်ရင်တော့ကွာအဲ့လိုမျိုးဆိုအဲ့လိုမျိုးကောင်းတော့မကောင်းဒါပေမဲ့အဲ့မှာအဲ့လိုမျိုး US ကိုသွားပြီးတော့မှ shift ဖြစ်သွားတဲ့ဟာအမြဲ communicate လုပ်ရမယ်ဆိုတဲ့ဟာ shift ဖြစ်သွားပုံမှန်ဆိုရင်ကိုညတော့မိသားစုနဲ့တော့တိတ်ပြီး communicate လုပ်လိုက်ရမှာပါကွာအဲ့လိုမပြောလိုက်တာများ okay it's okay like ကြော်ရလိုက်ပဲဒါပေမဲ့ပြောတော့ဘာပြီးသွားတယ်ဒါပေမဲ့သူတို့မှကြောက်မဟုတ် communication အရေးကြီးတယ်အဲ့လို communicate မလုပ်ရင်မသိဘူးသူတို့ကမြန်မာ culture နဲ့မြန်မာ culture မှာကျတော့သူမျက်နှာရင်းနဲ့ကကအဆင်ပြေနေမှမသိဘူးပြောလိုက်အားနာရလည်းပါတယ်အားနာရလည်းပါတယ်ဒါပေမဲ့သူတို့မှကြောက်မဟုတ်နေမပြောရင်တော့မသိဘူးလုံးချင်လာမယ်အခုတစ်ခါမြတ်ပြောရတယ်ဗါလဲဗါလဲပစ္စည်းဝယ်တာဗါလဲပစ္စည်းဝယ်ဖို့နေလိုချင်လားမလိုချင်နေလိုချင်လားမလိုချင်လားဆို it's okay လို့ပြောလိုက်တာ it's okay ဆို yes or no question မှာ it's okay ဆိုမရှိဘူးအဲ့လိုမျိုးအဲ့ culture ကသဘောလိုက်ကြတယ်အဲ့နည်းနည်း mindset shift ဖြစ်သွားတယ်နော်အဲ့ communicate လုပ်ရမယ်လိုချင်တယ်ဆိုလိုချင်မဟုတ်ဘူးဆိုမဟုတ်ဘူးဟုတ်တယ်ဆိုဟုတ်တယ်ဒါပေမဲ့ချင်း changes ဖြစ်သွားတာတော့မဟုတ်နည်းနည်း aware ဖြစ်သွားပါတော့ afford တော့လို့တကယ်ပြောတော့ဒီကောလေမိုးလို့ရှိမှာအဲ့လို covid ရဲ့ဟာအရင်ကို impact တစ်ခုမဟုတ်တစ်ခုရရှိရအဲ့လိုလွန်ခဲ့တဲ့နှစ်မှာတော့နှစ်လောက်covid ကာလဒီမှာနှစ်လောက်ကအိမ်ထဲမှာနေခဲ့ရတယ်ပါ covid ဖြစ်နေတယ်အဲ့လိုမျိုးဖြစ်နေတော့ကိုကအဲ့လိုတနေ့ဆိုရင်ကိုလုပ်ချင်တဲ့ဟာအမှ online ကနေစာလုပ်တာတော့လွယ်ရင်ကျန်တဲ့အိမ်ထဲမှာပဲကိုရဲ့မိသားစု computer ရှိမှာပဲလုပ်ဖို့အချိန်မရှိရခါကျတော့အဲ့လိုမျိုးတွေဖြစ်လာအဲ့ဒါတော့ impact ဖြစ်တယ်နော်အဲ့လိုမိုးလို့ဆိုဘယ်လိုလုပ်လဲအဲ့လို parmi ဆိုရင်တော်တော်ပါဘယ်နဲ့တက်တဲ့အကြောင်းလုံးဝ online ပဲဆိုတော့ဘယ်လိုမျိုး socialize လုပ်အဲ့တကယ်ချင်းချင်းတာမလွယ်ဘူးနော်မလုပ်ဘူးအိမ်မှာနေရလို့ဆိုပို့ဆိုရဟုတ်တယ်မိုးတို့ခီးသွားပြီးတော့မှအဲ့လိုပထမဆုံး parmi ခီးစင်လေးမှပဲသိကြတာအဲ့လို culture နဲ့လည်းဆိုင်နေတယ်တိလားလူတွေကဒီဘက်ကသူရဲ့ကြောင်တော့ပြခုနပြောတဲ့အားနာတဲ့ဟာနဲ့ဆိုင်နေပါဥမာတယောက်ကို initiate မလုပ်တော့မလုပ်ချူလို့မဟုတ်တခါကျလို့ရှိရင်ငါ initiate လုပ်လိုက်တာ तू ငါ့ကိုစကားပြောချင်ပါမလားအဲ့လိုကိုယ့်ရဲ့အတွေးတွေတခုခုလုပ်တိုင်းမှာကွာနောက်ကနေတခုခုကိုဆွဲထားကွာသူငါ့ကိုစကားပြောချင်ပါမလားဒါမှမဟုတ်လို့ရှိရင်ငါပြောလိုက်တာဘောင်းဆိုင်ဖြစ်နေတယ်လားသူအဲ့လိုငါပြောလိုက်တယ်သူအနောက်ရှစ်ဖြစ်သွားမလားသူငါ့ကိုခင်ချင်တယ်ဝင်ငါသွားပြီးတော့ရောသလိုဖြစ်နေမလားအဲ့လိုကအများကြီးမဟုတ်တယ် overthinking ဖြစ်ရော3 minutes နဲ့လူတွေခက်ချစ်ကိုယ့်အနေကိုနေဆိုရဲ standard ကြီးอ่ะကွာအဲ့လိုမျိုးဒီဘက်ခေတ်ကလူတွေပို့ပြီးတော့အဲ့လိုမျိုးဖြစ်လာတယ်ပါတယ်အဲ့ဒါကြောင့်ဥပမာအဲ့လိုလူတွေနဲ့စကားပြောရဆိုရှင်ကွာဘေးကစားပြောလို့ပြောရမှာမသိအဲ့ဒါရဲ့ impact ဖြစ်တာပြီးတော့နောက်တစ်ခုကကြောင့်ခုစကားပြောရနေမှာပါဟုတ်ပါလေ networking လုပ်တဲ့ဟာလည်းနောက်ထပ်အဲ့လို barrier တစ်ခုအနေနဲ့ပါဟိုမှာဆိုလို့ရှိရင်လူတွေ networking ကို level တစ်လောက်လောက်ပဲကိုရဲ့ဒီမှာ networking တစ်လောက်ပဲရှိတယ်တည်မလားဟိုဗာလေ coffee အရင် award ဖြစ်တယ်ဟိုဗာတော့ပြီးဗာလေ happy hour လည်းလိုက်ပြီးလူတွေနဲ့ကိုနဲ့မတည့်ရသူ live နှုတ်ဆက်ရတာနှုတ်ဆက်လို့ရှိလို့ရှင်လည်းငါနဲ့မရအဲ့ချိန်မှာလေတခါကျနေတူပါဒါကြီးလို့အဲ့လိုစိတ်ထဲမှာကိုနဲ့
ကိုနဲ့အဲ့ကိုရဲ့ introduction နဲ့ရကွာဝေးကွာတဲ့တစ်ခါလေးခံစားရရကွာ my name is Mia I'm from Paris လို့ပဲဒါအောင်ပဲတစ်ခါတည်းလေးဖြစ်နေတဲ့ခါကြတော့လေအဲ့ networking phase ကလေတော်တော်ကြော်ဖြတ်လိုက်ရတာ ဟုတ်တယ်တော်တော်effort လို့ ဟုတ်တယ်မိုးကမလွယ်ဘူးဘာလို့လဲဆိုတော့မိုးကအဲ့လိုမျိုးတယောက်အဲ့လိုအဓိကကမိုးနဲ့ရွယ်တူချင်းအောင်မိုးဘက်ကအစ်စ်ဆို approach လို့ကိုခတ်နေရဆိုတော့အဲ့မှာသူတို့နဲ့စတွေ့နောက်တော့မလုံးဝမလုံးဝတကယ်ဆိုသူတို့နဲ့တွေ့ပြီးတော့သူတို့နဲ့ရင်းနှီးအောင်လုံးမဟိုသူတို့ကဘာတွေလုပ်လဲကိုကဘာတွေလေ့လာလို့ရမလဲဆိုတဲ့ဟာကိုအများကြီးသင်ယူရမှာသူတို့စီကဒါပေမဲ့အဲ့ဒါမှမိုးကဘယ်လို face နဲ့ introduce လုပ်ပြရတယ်အဲ့လိုကြီးကြည့်နေအဲ့နေရာမှာဆက်ပြီးမလုပ်ချင်တော့အဲ့နဲ့ oh my name is Mojimi အခုတော့ငါဒီမှာထားလုပ်နေတယ်ဒီလောက်ပဲသူတို့ကဆက်ပြီးကိုမေးတဲ့မေးခွန်းတွေတော့ကိုကကြောက်ပြီးရှောင်ထွက်နေကြရှိရပါတော့ဒါပေမဲ့မိုးကိုကြည့်တော့မိုးက initiate လုပ်တာတော်လို့ပဲမသိဘူးဟုတ်တယ်ဒီကတော့ရောက်တယ်မှာဆိုရင်လေ ဒီတော့ဒီမှာဆိုမိုးက initiate လုပ်တာဟုတ်တယ်အဲ့လိုမိုးက စကားဆက်တယ်ပုံရလို့ဆိုစကားမဆောက်ဘူးလားဘယ်ကနေစအောင်မသိဘူးတကယ်မသိတာမပြောချင်ပြောမအဲ့တော့အမြဲဆိုပြော first impression ကြောက်ဖို့ကောင်းတယ်မဒီကမသိ initiate လောက်ရမယ်မှန်းတော့သိတယ်ဘယ်လိုလောက်ရမလဲမိုးကအဲ့လိုမဟုတ်အဲ့ပုံရဒီနေ့အတန်းပြီးသွားပြီလား at least ကအတန်းပြီးသွားပြီလားဟုတ်တာပဲနော်အဲ့လိုစားရရတယ်ဟုတ်တယ်အမြဲဆိုမသိဘူးကွာကိုယ်နဲ့ကိုလောက်ဆက်ရှိတယ်ပြီးဒါပေမဲ့မိုးကအကောင်းပါလေဒါပေမဲ့အဲ့ဒါကြောင့်ကိုနဲ့ရင်းနှီးရတူတော့ပဲမိုးကတကယ်အပြင်မှာလူတယောက်ကိုမိုးဘက်ကလို့ approach လုပ်ဖို့အရင်ခက်တယ်ဘယ်လိုမျိုးစပြောရမလဲအဲ့လိုမျိုးအရင်စဉ်းစားပြီးတော့လေကိုကဒီလိုပြောလိုက်လို့သူကြိုက်ပါမလားဘယ်လိုထင်သွားမလဲသူကိုနဲ့ပြောချင်တာမနဲ့ပြောလို့ဒါပေမဲ့ဒီထဲမှာမိုးကနံပါတ်1ဒီမြောက်ကကျွန်တော်ဆိုးတယ်ဟုတ်တကယ်အဲ့မှာညှို့ဝေးရှင်တိတ်ပြောစကားပြောပြဘူးမိုးရှိတော့ပြောတာအော်ရကကိုနဲ့ဟို fellow ရှိကဟာတော့ပြီးသွားပြီလားအလုပ်တော့ပုံမေတကောက်ဆိုပဲညို့နောက်ကြတော့ကောတော့တကယ်အဲ့မိုးရှိတော့ဖြစ်တယ်ကောင်းတယ်မိုးအင်းရှိကတော့ကောင်းဒီရှိကဒီလောက်ကနေထပ်ပြီးတော့ပို့လို့တည်မရဘူးအဲ့လိုဘယ်လောက်လဲလုံးဝမယ်မှန်သိပေမဲ့အဲ့လိုတကယ်လက်တွေ့ပေါ်မှာတကယ်အသုံးချတော့ဆိုရင်အဲ့လိုမျိုးဘလို့မရဘူးအပေါ်တစ်ခုဖြစ်နေကွာဒီကအဲ့လိုမျိုးလူကြီးစားလိုက်တာဟုတ်ရလားအဲ့လိုမျိုးအဲ့ဆိုကွာအဲ့စဉ်းစားမှာအရင်အရင်ကျောင်းမှာတက်တော့ဆိုရှင်တကယ်ချင်းနေရဘယ်လိုပြောလဲဆိုလို့ရှိရင်ကွာငါတို့ကနေကိုမွေးစားလိုက်တာလို့ပြောတော့အဲ့လိုမွေးစားလိုက်တာဆိုတာပုံမှန်ဆိုရှင် friend တွေ group တွေအဲ့လိုတစ်ခါလေးရှင်တကယ်ချင်း squad လိုမျိုးဖြစ်တဲ့ဟာရှိတယ်ကွာဖြစ်တယ်ဆိုလို့ရှိရင်ကွာကိုကအဲ့လိုစကားစပြီး initiative လုပ်တဲ့ဖြစ်တဲ့ခါကျတော့အဲ့ friend group တွေကကိုမသိလဲရောက်သွားတယ်အဲ့ဘယ်သူမှကိုကလည်းအဲ့လိုလာတော့မိတ်ဆက်နေတော့ကွာဒါပေမဲ့ကိုကအဲ့ group တွေကိုလူတွေကအဲ့လိုဆွဲခေါ်ပြီးရောက်သွားတာအဲ့လိုအမြဲအဲ့တိုင်းပဲအဲ့လိုကိုတယောက်က initiative လုပ်ခါကျမှပဲသူနဲ့ကိုနဲ့ friendship ကစပြီးတော့အဲ့လိုဖြစ်လာကွာဒါပေမဲ့မြက်ခင်လို့ရှိရင်တော့စကားပြောင်းပြောရကွာ non stop ပြောရကွာအဲ့လိုအရင်ခင်သွားပြီးပြောအဲ့လိုအရင်ခင်နေဆိုတော့မှလူအရင် cycle အရင်များသွားလို့ရှိရင်မှ6လောက်ဆိုလို့ရှိရင်တော့တိတ်ပြောတော့အဲ့လိုရက်လိုက်တယ်ဒါပေမဲ့2ယောက်3လောက်ဆိုလို့ရှိရင်အဲ့လိုစကားကိုအကြိုက်ကိုကြောက်နေ over sharing TMI မြန်တယ်ဟုတ်ကဲ့အရင်ဟုတ်တိကျမတိကျနေတိတ်ပြောခါလေးမှအော်ငါရှင်းလိုက်တာများသွားလားဆိုတယ်ဒါပေမဲ့အဲ့လိုမျိုးတိတ်မရင်းနေရလို့ဆိုအဲ့လိုတကယ် initiate တော့မတကယ်ခက်ဟုတ်ကမရင်းအဲ့လိုနဲ့မသိရဘူးသိတယ်ဒါပေမဲ့လို့စအောင်လဲဆိုပြန်ခတ်ပြန်အောင်အဲ့လိုမျိုးမသိရလို့ခက်သိရလို့ခက်တယ်ခုနကမြက်ပြော networking လဲလို့တခါမှမသိသေးအဲ့မှာတော့ reception လုပ်တာလေ summer ဆိုတော့အဲ့ Sandy reception လုပ်တော့အဲ့လိုပဲရက်နေလို့လက်ဖေးတောက်နေတာမုတ်စားရလက်ဖေးတောက်တယ်အဲ့ဒါမိုက်စီယာမျက်နှာရင်းနေတဲ့ကြေးပြတော့နော်အဲ့လောက်ကြည့်ကြပါပြအဲ့တော့အဲ့တော့တင်ရောက်ဖြစ်ဖို့အဲ့ဒါလည်းပါတယ်ပေါ်မဟုတ်ပါလုံးဝရုပ်ဒုနဲ့မှမပြောဘူးအလေကောင်ကြီးကလို့ရက်နေဆိုတော့စကားတရားနဲ့ပြောကိုရောက်ဒီအောင်ဝင်မသိဘူးတိမှာအဲ့ဒီမှာတွေးပြန်အော်ငါဝင်လိုက်ရင်သူတို့စကားဝင်ပြတ်သွားမလားငါဒီတိုင်းမှာဥဒုအနေတော့ရက်နေရလားဘယ်ကနေငါစပြောရမှာလဲဟာဒါခက်တယ် face ကသူတို့မှာကြာတော့တဲ့အချိန်မှာเนาะအဲ့ဒါကိုယ့်ရဲ့ဘာနေနေ communication skills တကယ်ကိုတောက်တာတကယ်ကိုအဲ့တော့ဆိုမြဲအရင်တော့အဲ့2019လောက်ကမသိ program တခု join တော့ခင်ခဲ့တဲ့ငယ်ကြီးဖြစ်သူကတရုတ်ကကွာတရုတ်ကပြောတော့သူဘယ်မှာရှိနေလဲတော့မသိဘူးသူကပုံအဲ့ငယ်မှာတော့ Instagram မှာပုံလိုက်တာ New York ဆိုပြီးတယ်ဒီအော်ငါလည်း New York ရှိနေတယ်သူသွားပြီး message လုပ်လိုက်တာသူက okay ငါတို့တွေ့ကြမယ်သူနဲ့6နှစ်လောက်နေမှပြန်တွေ့ရကွာဒါပေမဲ့အဲ့တော့အဲ့ conference မှာစကားမပြောခဲ့ဘူးကွာအဲ့တော့တေချာလည်းမပြောတော့ဒါပေမဲ့အဲ့ဒီနေရာကိုအမတို့ internship နောက်ဆုံးပြီးတဲ့နေရာလေး New York မှာသွားနေနေမှာသူနဲ့စကားလည်းပြောပါကိုကဒီစားပြီး initiative ပြောတာပြီးကမှ तू ကဟဲ့နင်စကားပြောတာအရင်ကောင်းတာပဲ तू ချီးကျူးတာအဲ့ခါကျမှကိုကနေကို realize ဖြစ်တာဟဲ့ငါဟိုလုံခဲ့2လဒီကိုမလာခင်တော့ငါနဲ့အခုနဲ့ငါနဲ့တိတ်မတူတော့ပါလားငါတခါပြောနေပါလားဆိုတော့အဲ့ဒါကဒီရောက်ရင်မနေ reframe လုပ်ရပဲဆိုတော့ good morning မပြောတော့ပါဘူးအားပြောချင်တာ no good morning အဲ့ဒါဆိုရင်2စနေပြီ good morning 2စနေအဲ့တော့မနက်ပုံမှန်ဆိုအမြဲနိုးတာဟိုလိုမင်းတက်နေခဲ့ပြီလေစ
သူတို့မြောက်ထိုင်နေဆိုတအားပြောဒီတိုင်းဝင်ဝိုင်းမျက်နှာကြီးဝင်ဝါးတဲ့စားတယ်။ good morning လို့ပြောလိုက်နေတော့ဟောဖြစ်မယ်။ good morning ဆိုတာမိုးကမေးမိုးပြီးတိစားဖတ်ချက်လေဘာလုပ်လဲ လို့ရမိုးကတကယ်အင်းရှိကောင်ဒါပေမဲ့ good morning ဆိုရင်လည်း auto and then ဆောင်းရမှာလို့ Americanize ဖြစ်တဲ့ကောင်မကြီးဖြစ်နေမယ်ဆိုရင်ကျတော့ဘာလို့လဲဆိုလည်းကြောက်ရတယ် အဲ့လိုတော့ဖြစ်တတ်ပါတယ် culture တကယ် ဒါပေမဲ့တချို့ culture ကောင်းတဲ့အရာလေးကိုပါယူပါမယ်အဲ့ဒါတော့တခုဘာလို့ဆိုမိုးအမေနဲ့တော့ဆိုခါလေးကျအိမ်မှာဧည့်သည်ပိုင်လာတတ်တယ်တကယ်ဆိုမိဘရဲ့ဧည့်သည်ဆိုရင်ကိုကလိုကလေးတစ်ယောက်အနေနဲ့ကနည်းနည်းသူတို့ကိုစပြီးတော့အမေကဒီလိုအနောက်မှာသွားရင်ကိုယ့်ဘက်ကဝင်ပြီးပြောအောင်အဲ့လိုမျိုးမလုပ်ခဲ့ဘူးလုပ်ခဲ့တော့အဲ့လို ဘုန်းကြီးကဧည့်သည်မှာနေပါပြီ အဲ့လိုမျိုးနေတဲ့ပြဿနာအဲ့ဒါလည်းပြဿနာပဲအမေကချော့ဖြစ်စေချင်တာဘယ်လိုလဲဆိုသူတို့နဲ့တွေ့ပြောအောင်ကလေးကတော်တော်လက်လက်နဲ့ active ပြောရမယ်ဆိုတဲ့ဟာအမေကလည်းပြောတယ်ပါဒါပေမဲ့မိုးကမရအဲ့လိုအဲ့တယ်လာလို့ရှင်အထွက်ချင်မထွက်ချင်ဘူးဒီလောက်ပဲမိလာတော့ပဲထီလာနှုတ်ဆက်ပြီးပြန်သွားတာမျိုးတကယ်ဆိုအဲ့လိုမလို့တကယ် socialize လုပ်လို့ပြောရမှာဟုတ်တယ်အဲ့လိုမျိုးလုပ်ဆက်တယ်လို့ကန်းတယ်လို့လို့ဒါစိတ်ကနေတော့ US မှာအဲ့လိုမျိုးဒါတေချာလေးကိုကလုပ်ခဲ့လို့ရှင်ကိုကအဲ့ဒါခက်ခဲမှာပေါ့ ဘာလို့လဲဆိုတော့ကိုကမှတွေ့ရတဲ့သူကအသက်ကြီးတဲ့သူလည်းဖြစ်နိုင်တယ်ငယ်တဲ့သူလည်းဖြစ်နိုင်တယ်ကိုနဲ့ရွယ်သူဆိုတာနည်းနည်းရှားတယ်အဲ့လိုမျိုးဆိုတော့တခါကျဟိုလေဟိုအင်္ဂလိပ်စာမှာလည်းအကုန်လုံးအင်္ဂလိပ်စာတင်နေသေးဆိုအင်္ဂလိပ်စာမှာဆိုရှင်လည်းအဲ့လိုကျောင်းသားတွေခဏခဏပြောနေသေးတယ်မှာတခါကျကျောင်းသားတွေစကားမပြောနိုင်တာသူတို့ရဲ့အင်္ဂလိပ်စာ level ကြောင့်မဟုတ်ဘူးဟိုတခါလေကျရှင် context ကြောင့်မလို့တော့မဟုတ် content ကြောင့်မလို့ content barrier တွေပါလေရှိတယ်လို့ပြောကြတယ် language barrier ဟိုကိုလည်းဟိုရောက်တော့ခါကျမှအော်လူမျိုးဖြစ်တယ်ဟာလားဆိုစိတ်ထဲမှာဖြစ်တယ်ပါခါကျအင်္ဂလိပ်လိုမပြောတတ်တာလားဆိုမဟုတ်ပြောတော့ပြောတယ်အဲ့ဒါကိုဘယ်လိုပြောလိုက်ရမလဲသိတယ်ဒါပေမဲ့အဲ့ဒါကိုဘယ်ကစလို့စားမလဲ contact အရာသူတို့နဲ့ initiate ကဘယ်စီဆက်သွားမှာလဲဘယ် level လောက်မှငါရက်ရမှာလဲအဲ့လိုမျိုးကို့မှာဘာမှမရှိနေဘူးကွာအဲ့တော့တနေ့ဟိုရုံးမှာတော့ထိုင်တော့မှာလေ supervisor ဝင်လာလို့ရှင် Hi Mia how are you how was your weekend စပါမယ်ဘယ် weekend မှာဘာလို့ကြလဲ weekend မှာဘာမှလည်းအများကြီးတော့မလုပ်ပါဘူးဘာမှလည်း special ဖြစ်မနေဘူးဒါပေမဲ့ဖြည်းဖြည်းချင်းနဲ့တော့နည်းနည်းလေးအဆင်ပြေလာတဲ့ဘက်ကိုတော့ရောက်လာပါတယ်အဓိကတော့လိုမျိုးလေးပြောမယ်ဆို of course တကွာလို့ဘုညာလေးစားမလုပ်ချင်အဲ့ interview ခံရတဲ့ပါမြအဲ့လိုတဝက်မှာ interview ရကွာတော့အဲ့ရဲ့အရင်ခက်ခဲရဖြစ်တယ်လို့ပြောဒါပေမဲ့ okay ကမီလောက်ကိုလောက်ပါမယ်ပေါ့နော် like အချိန်ကလည်းတူတူလေးပဲရှိရပါကိုကတော့တည့်ရဲ့အတိုင်းပဲ visa ban တွေတောင်းလည်းထပ်သွားလို့မရဘူးဒါပေမဲ့ဒီအချိန်တွင်းမှာငါဒီ afford ကိုမစိုက်ထုတ်ပဲနဲ့ဒီ network ကိုမထည့်သွားဘူးဆိုရင်ဒီဟာလက်ကားပဲကွာဘာမှမဟုတ်ဘူးလေဆိုတော့ပြောမယ် comfort zone နဲ့ထွားမယ်ဆိုပြီးတော့စူးစမ်းပြီးတော့ပြောတဲ့အခါကျရင်တော့သူ့အတူလေး use ပြောအဓိကအဲ့လိုမျိုးကို push လုပ်လိုက်ဖို့ပဲအဲ့လိုမျိုးအဆက်ဆက်ကျွန်တော်လို mindset อ่ะပြောနိုင်အောင် small တော့ရမှာစိတ်ညစ်တယ်အဲ့လိုမျိုးဟန်အဓိကခက်တာကအဲ့လိုလို့ပြောမယ်ကွာ corporate သွားတယ်ဆိုရင်အနေဆုံးတော့အဲ့လိုမျက်နှာဖုံးတက်ပြီးတော့သွားရတာပဲကွာဒါပေမဲ့အဲ့လိုမျိုးဘုညာအဲ့လိုမျိုးကိုကစိတ်ထဲမှာပါပဲနဲ့ပြုံးနေရတော့မကြိုက်ဘူးကွာတကယ်အဲ့လိုပြုံးချင်တော့မှပြုံးတာကြိုက်ဒါပေမဲ့သူတို့မှကျအဲ့လိုမဟုတ်ဘူးကွာဟိုသူတို့ကတော့ဒါကတော့သူတို့ used to ဖြစ်နေလို့ပေါ့နော်ဒါပေမဲ့ကိုကကျတော့လုပ်ပြီးတော့လုပ်မှာလေအဲ့လိုလုပ်ပြုံးပြီးတော့ဖြစ်တယ်မိုင်းကအဲ့မလုပ်နိုင်ဘူးအဲ့လိုလုပ်ပြုံးနေပါမလုပ်နိုင်ဘူးအဲ့ဒါပင်ပန်းနေကွာကိုအတွက်ကျတော့လုပ်ယူရတယ်ပင်ပန်းနေမလုပ်နိုင်ဘူးဒါပေမဲ့နောက်ပိုင်းကျတော့လေနာလုပ်ကိုလုံးမဖြစ်မယ်ဒါကသူ့ရဲ့ culture especially DC မှာအဲ့ဒါ DC မှာ very much needed ဆိုတော့လုပ်ကိုလုံးမဖြစ်မယ်ဆိုပြီး push လုပ်လိုက်တော့လည်းအဆင်ပြေပါတယ်ဒါမဲ့လေမိုးကကျတော့လေအဲ့တော့ကျတော့ဘယ်လိုဖြစ်လဲဆိုမိုးကဟို hybrid ဆိုတော့မိုးက2ရက်လောက်ပဲတစ်ပတ်မှာ2ရက်လောက်ပဲသွားရတာဆိုတော့ခိုင်ချိုင်တချို့နေ့ဆိုမိုးသွားတဲ့နေ့ဆိုလို့ရှိရင်တို့ဘယ်သူမှတောင်းမရှိရနေရှိအဲ့တော့စိတ်ပြောကြမလို့ကိုယ့်လုပ်ကိုပဲလုပ်နေရတာမျိုးဆိုတော့ဒါပေမဲ့နောက်ထပ်တစ်ရက်ကတော့လူတွေအများကြီး share meeting ထိုင်ရတယ်သူတို့နဲ့ပြောပြရတယ်သူတို့နဲ့ introduce လုပ်ရတယ်အဲ့ဒါမျိုးအဲ့ဒီမှာတအားပြင်မယ်အင်းရမလုပ်နိုင်တော့အဲ့ဒါကောင်းတာပဲပြောနေ US မှာအဲ့လိုကိုမကြိုက်တဲ့အချက်တွေရောရှိတယ်ခုနလိုမျိုးလေ corporate ဆိုတာအနေနဲ့များတော့မျက်နှာဖုံးသူကတော့ mind ဆရာအမြင်ပြောပြတာ mind ဆရာအမြင်မေးရကွာအဲ့လိုဘာလဲအဲ့လိုမျိုးတငယ်ချင်းတွေပဲရယူရလို့မေးတယ်။မ US မှာကျအလုပ်ဆိုတာအဲ့လို body ရဖို့မဟုတ်ဘူး။သိလား။လုံးဝဘယ်လိုပြောရမလဲ။သူတို့မှာခုနကမျိုး smart talk လုပ်တယ်သဘောကောင်းတယ်ဆိုတော့သဘောမကောင်းဘူးတကယ်သဘောကောင်းတယ်။ဒါပေမဲ့အလုပ်မှာ very close friend ဖြစ်သွားရပါတယ်ဆိုတာတခြားအဲ့လိုအကြိုက်လို့တော့မသိဘူးပေါ့နော်။ပုံညတို့ဟိုမှာကြည့်လိုက်ရင်လည်းအလုပ်မှာအဲ့လို body ဆိုတာမရှိဘူး။အလုပ်မှာကျတော့အလုပ်ဆိုရင်လုံးဝ formal setting ပဲကွာ။ဒါပေမဲ့ပုံညတို့ကကျတော့အဲ့လိုမျိုးကြီးလာတဲ့ setting ကbody ဖြစ်မှငါ over sharing လုပ်မယ် body ဖြစ်တော့မှပြောမယ်စကားကိုအားရင်းပေါရင်ပြောမယ်အဲ့လိုမျိုးဒါပေမဲ့ဟိုမှာကျတော့ body ဖြစ်ဖို့ဆိုခက်တယ်အများကြီး smart talk ပဲဒီ apple layer ပြီးဘယ်တော့မှဒီတောင်းမရှိဘူးဒီတိုင်းပဲအဲ့တော့အဲ့ဒီဟာကြီးကိုတော့တိတ်ပြီးတော့မကြိုက်ဘူးဘာလို့လဲဆိုတော့အဲ့လိုမျိုးဟာကိုယ်ဘာဖြစ်သွားလဲဆိုတော့အလုံးသွားချင်တော့ဒီလားအလုံးသွားရတာအဲ့လိုမျက်နှာဖုံးကြီးပဲတက်ပြီးတော့ like အလောက်ကပုံညာအောင်ဆိုမျက်နှာဖုံးကြီးပဲတက်ပြီးတော့
ဒီတိုင်း formal ကြီးစစနေရကွာအဲ့လိုမျိုး body လည်းမရှိပြောစရာလည်းမရှိကွာအဲ့လိုမျိုးကြီးပျော်ရမယ်ပါညာတော့မဟုတ်ဒါပေမဲ့အဲ့လိုမျိုးမရှိနေဘူးကွာဒီကကိုအတွက် motivation မရှိနေဘူး okay လှုပ်သွားတယ်လှုပ်ရမယ်လှုပ်ပြီးသွားရင်ကို tax တွေကိုပြီးရပြီဆိုတော့အဲ့ဒီ culture ရောတိတ်ကြိုက်ရန်ကို close မဖြစ်တဲ့ဒါကလည်းအဆောက်အဦစဉ်းစားကြည့်အောင်အချိန်ကြောင့်မလို့လည်းဖြစ်နေအချိန်ကြောင့်လားပေါ့နော်3လပဲရှိလို့များတာတရားရောက်နေအဲ့လိုမျိုးပဲရေးနေတာဒါပေမဲ့အဲ့လိုမျိုးအိမ်မှာနှစ်တွေအများကြီးလုပ်နေတဲ့လူတွေကိုကြည့်လိုက်တော့လေသူတို့က body ဆိုပြင်ရတော့ရှင်ရှိမယ်ဒါပေမဲ့ယုံချင်းချင်းမှာအဲ့လိုမျိုးရင်းနေဘာလို့လဲဆိုတော့ position ဆိုတဲ့ barrier ဖြစ်စီလာတော့မသိဘူးပေါ့နော်အဲ့လို hierarchy ဘာညာကြောင့်တချို့ယုံနေလည်းရှိရရှိတချို့ယုံနေလည်းမရှိဥမာဘုန်းကြီးဆိုတခြား intern တယောက်ပြောပြတယ်ကွာတခြားယုံကဆိုရင်သူတို့ယုံဆိုရင်လုံးဝ not top down အဲ့လိုဝစ်ချင်တယ်လို့ပဲကွာအဲ့လိုပြောနေလို့ပြောအဲ့လိုမျိုးယုံဆိုရင်တော့ရှိမှာပေါ့နော်ဒါပေမဲ့ဘုန်းကြီးလောက်ရရုံးဆိုပြီးတော့ဖြစ် ကြိုက်တာနဲ့မကြိုက်တာနဲ့အဲ့လိုတွဲပြောမယ်ဆိုရှင်ကွာကြိုက်တာတခုကကြတော့အဲ့လိုမျိုးခုနအမြဲလောက်တဲ့ရုံမှာကြတော့ hierarchy ကတိတ်မရှိဘူးကွာအဲ့လိုကိုကြိုက်တာဒီမှာလို့ရှင်သိရမလားဟိုများတော့ကိုလည်း corporate world တွေမြန်မာနိုင်ငံမှာဝင်ပြီးတော့တေချာတော့မသိဘူးဒါပေမဲ့များတော့ဖြစ်ဆိုလို့ရှင်ကွာအဲ့ boss ရှိရဲ့သူ့ရဲ့အပေါ်မှာကိုယ် senior ဆိုရှင် senior မပြောလို့ရှင်ကိုကစပြီးပြောလို့မရတဲ့ဟာမျိုးအဲ့လိုမျိုးကိုကနေကိုဟို senior role တစ်ခုတင်ပြီးတော့ပြောရတယ်ကွာဟိုမှာကျတော့အဲ့လိုလုံးဝအောက်ခြေ entry level ကလုပ်နေတဲ့သူကလည်းကိုက director level question ထုတ်လို့ရတယ်ကွာဒီဥစ္စာနဲ့နင်းရဲ့ point ကဟုတ်မနေဘူးဆိုရင်ပြောလို့ရတယ်ကွာအဲ့ဒါကိုသူတို့နားလဲအဲ့တခုကိုတော့ကြိုက်တယ်ဘာလို့ဆိုကိုကနေကို autonomy ရခံစားရတယ်ငါရဲ့ point ကလည်းငါဘယ် role ပဲဖြစ်ငါ valid ဖြစ်နေတာပါလားပြီးတော့သူတို့ကလည်းအဲ့လိုတော်တော်လေး welcome ဖြစ်တယ်ကွာအဲ့ဒါတော့ကြိုက်တယ်ကြိုက်တာတစ်ခုကကြာမကြိုက်တာဆိုတော့ကိုလည်းအဲ့ရဲ့ environment မှာမကျင်လည်ဘူးလို့လားအရင် individualistic ဖြစ်တာကြီးလို့သိကြတယ်ကွာအဲ့လိုရုံးထဲမှာဆိုလို့ရှိရင်လည်းကိုရီမျောနဲ့ထားရကြဘယ်လိုပုံစံလဲဆိုတော့ရုံးသွားလို့ဆိုလို့ရှိရင်ကိုယ့်ရဲ့ supervisor ရှိမယ်ကိုယ့်ရဲ့ teammate တွေရှိမယ်ငါတို့အလုပ်တွေပူလို့တူဝိုင်းလုပ်ကြမယ်တူဝိုင်းလုပ်ကြမယ်ဒါကိုယ့်ရဲ့ interview လို့ရှိရင်ကိုစဉ်းစားထားသွားရင်ငါတို့လုပ်ကြမယ်အမေနဲ့သမီးတို့ဖြစ်နေရတယ် family ကချောက်ကိုမကြိုက်ဘူးပြောခဲ့မယ်မျောနေတာတော့ family ကချောက်ဘာလို့ဆိုတော့ဒါ Asian ဟန်လာတဲ့သူတွေ Asian မိသားစုလာတဲ့သူတွေဆိုတော့ family ကချောက်ကြိုက်တာ family ကဟိုမှာကျတော့ family ကချောက်မဟုတ်သူတို့ individualistic ပဲရုံးသွားတယ်မြည့်ရဲ့ test ကမြည့်ရဲ့ delivery ပဲတက်ရှင်မြည့်မှာ test ရှိတယ်ထားပါလို့ဆိုပါတော့မိုးကတခြားရုံးမှာနောက်တစ်တရားဆိုလို့ရှိရင်မိုးမှာလည်း log test တခုရှိတယ်အဲ့ test တွေက relate မဖြစ်နေမှာတော့ဖြစ်နေဒါပေမဲ့မိုးလုပ်တဲ့ test ကိုမြည့်ကဝိုင်းကူလုပ်မှာမဟုတ်ဘူးမြည့်လုပ်တဲ့ test ကိုလည်းကိုကလုပ်မယ် question ရှင်းရင်လာမေးသူတို့ရှင်းပြမယ်ဒါပေမဲ့ဘယ်သူမှကိုဟဲ့ဘေးနားနေကြည့်ပြောဟဲ့ဒါတော့ပြီးသားအဲ့လိုမျိုးဘယ်သူမှလာပြီးလုပ်နေမှာမဟုတ်ပါကိုပြီးရင်ပြီးကိုမပြီးရင်မပြီးနဲ့အဲ့ဒါပဲပြီးရင်အဲ့ဒါနဲ့ဆက်ဆက်ပြီးပြောရအောင်မျိုး meeting တွေမှာထိုင်မယ်ဆိုလို့ရှိရင်လေကိုကဒီဘက်မှာဆိုရှင်ကိုကအကြောင်းတွေမှာဆိုရှင်လည်းတရားများအလှည့်ပေးပြီးစကားပြောတဲ့ပုံစံမျိုးကာရှယ်ရှိရယ်ဟိုမှာကျတော့ဟိုအရင်ဆုံးပြောနိုင်တဲ့သူက top ပဲဘယ်သူမှကိုဟိုမှာရုံထဲမှာ10ယောက်မီတင်ထိုင်နေသလိုရှင်ဟဲ့မြင်မပြောရသေးလို့မြင်ပြောပါအောင်လားဆိုတော့ meeting မှာ facilitate လုပ်ပဲတူရှိမြင်မပြောဘူးလားမြင်ကြော်လိုက်ဦးပဲအဲ့တော့မြင်ပြောရတော့ပဲတင်မှာသူတို့အဲ့လို on spot စကားပြောမယ်ဆိုတဲ့ဟာကြီးကလူတိုင်းတော်ဖြစ်ပြီးဒီမှာကိုက introvert ဖြစ်နေရပါညာဆိုလို့ရှိရင်တော့ပြည်ချင်မှပြည်မယ်ဒါပေမဲ့သူတို့ရဲ့အဲ့ corporate culture ပဲပြောမလားဒါမှမဟုတ် competitive အဲ့လိုအမြန်အဲ့လိုအရင်အဲ့လိုမြန်ဆန်နေရကွာအတွေးခေါ်တွေကစကွာတွေးနေဖို့အချိန်မရှိဘူးဆိုရင်ဟာကိုမြင်လာတော့ကိုလုံးဝမဲ့ပိုင်းလေးနည်းတော့မြင်လာတယ်မကြိုက်တဲ့ဟာလေးရှိပါဘူးဟုတ်လားမိုးမကြိုက်တဲ့ရှိမိုးကအဲ့လိုချိန်ပြီးပြောမယ်ဆိုလို့ရှိရင်မိုးကဒီလုံဒီပေါ့နော်ဆမ်မာတော့မိုးတွေးမှာပေါ့ဗာလဲ internship တော့နှစ်လပေါ့ဒါ remote ပဲဒါမဲ့လေအဲ့မမြောက်လည်းမိုးပြောခွေသေးတာမိုးရဲ့အဲ့မှာ online နဲ့လုပ်ပြီးမိုးမှာနှွေးထွေးမှုတကယ်ခံစားရတယ်။အဲ့ဆို supervisor ကသူက UK မှာနေတယ်ဒါပေမဲ့လေသူကတကယ်မိုးကိုနှွေးထွေးနဲ့ဆက်ဆံတယ်တကယ် welcome ဖြစ်တယ်။ teammate တွေကဟိုလိုဆက်တွေ့ရတယ်လူတိုင်းနဲ့မိတ်ဆက်ပေးချင်တယ်ဒါပါမီက intern အတက်လာငါတို့ရဲ့ဒီ town မှာဆို Asian နဲ့မိသားစုကြိုက်တယ်တကယ်ဒါပေမဲ့လေမိုးဟိုမှာရောက်တဲ့ခါမှာမိုးရဲ့ supervisor ပထမဆုံးအချိန်မှာမိုး supervisor တပတ်လောက်ကခီးထွက်နေထွက်ပြီးတော့သူနဲ့မိုးနဲ့တွေ့တဲ့အချိန်မှာတော့ communication တော့ပြတ်နေတာမိုးရဲ့တနေ့ဒီတစ်ပတ်လုံးမင်းဘာလုပ်ထားလဲပေါ့အဲ့ဘာမှလည်းမလုပ်ထားဘူးဘာမှလည်းသူ tax က assignment လုပ်ရတယ်မရှိတော့မိုးလို့ချလာပြီးရ reading တွေပဲမိုးဖတ်ထားတယ်လို့အဲ့ဒါနဲ့ပတ်သက်ပြီး discuss လုပ်ဖို့အဲ့လောက်ပဲဆို okay ဒါဖတ်တာ literature review ဒါပြီးတော့နောက်တစ်ပတ်နေပြန်တွေ့မယ်ဆိုတဲ့ဟာမျိုးအဲ့လိုမျိုးနောက်တစ်ပတ်လို့ပြော supervisor နဲ့မိုးနဲ့ interaction တစ်ပတ်လောက်မှတစ်ခါပဲရှိတယ်တစ်ပတ်လောက်မှတစ်ခါဆိုတော့အရင်အဲ့လို easy တယ်သူနဲ့တူကသူရဲ့ဒီ culture ဖြစ်တဲ့အတွက်ကြောင့်အဲ့လိုတဲ့ပထမဆုံးတွေ့ရတဲ့မှာသူကနေ့လည်စာဝယ်ကျွေးရဝယ်ကျွေးပြီးမှတယောက်နဲ့တယောက်ဟို
ပုံရင်းနေလေးတိလာတာတော့ပဲရှင်ဒါပေမဲ့အဲ့နောက်ပိုင်းမှာကိုလုပ်ပဲကိုလုပ်တယ် तू ကလည်း तू လုပ်လို့ individualistic ဖြစ်တယ် အဲ့ဒါတော့ဘာဖြစ်လဲ DC မလို့လည်းဖြစ်မယ်တဲ့ New York မှာလည်းသူကနေသူဖြစ်တယ်ဆိုပေမဲ့အကုန်အဲ့လိုနည်းနည်း retreat လို့ခံစားရတယ်ကွာ DC မှာက so political တည်းမှာအရင် political လည်းရမ်းဖြစ်တယ်ပြီးတော့ရှင်လူတိုင်းက competitive networking အဲ့လိုသူတို့ရဲ့ corporate ladder ကိုတက်ဖို့ပဲသူတို့ကလုပ်နေတာကွာလူတိုင်းကအဲ့လိုအမြန်နဲ့စူးစမ်းပြီးလုပ်နေရဆိုတော့နည်းနည်းတော့ pressure တကယ်နှွေးထွေးမှုရတကယ်ခုနကမျက်နှာမူးနေကြတယ်ပြန်စဉ်းစားကြည့်ဟုတ်တယ်အဲ့လိုပုံညံတယ်ပုံညံ supervisor နည်းနည်းဝေးသလိုခံစားရအဲ့လို तू ကလည်း तू ကတော့ तू text လုပ်ဆရာရှိလို့တော့အဲ့လိုမျိုးနားလည်ပါတယ်ဒါပေမဲ့အဲ့လိုမျိုးလေခုနပြောလို့မျိုးကိုထင်ထားတဲ့အခါကျတော့ okay like မြက်ပြောသူနဲ့ကလည်းတူတူလောက်ကြမယ်မေနဲ့တူ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 ဖြစ်နေမယ်ဟောတည်ရမလားကို imagine လောက်ထားတဲ့ interest တကယ်တည်းရောက်ရှင်နေရောက်ပါဘာလို့ဒီလိုစလားဘယ်လိုမရမဖြစ်တော့အဲ့လေ Paris ရလို့ဒီ validate ဖြစ်ပြီးတော့ရှောက်လိုက်ကြရုပ်ရှင်တွေကလည်းတကယ်ကိုရီးယား intention ဆိုအလဲတော့က okay မိတ်တို့ဆိုရတယ်ဘာမှမဖြစ်ဘူးကွာဒါပေမဲ့အဲ့လိုသိလားအဲ့လိုno နွေးထွေးတယ်သူနဲ့ကိုနေတော့တပူတွေတွေ့အဲ့လို အဲ့လိုမဖြစ်နေဘူးပြီးတော့နောက်တစ်ခါပါလဲဆိုအဲ့လိုမျိုး meeting ထိုင်မယ်ဆိုလို့ရှာမိုးတော့ online နဲ့အဲ့လို तू ကလည်းရုံးကနေမှာကိုကလည်းရုံးမှာဒါပေမဲ့အဲ့လို meeting ထိုင် online နဲ့online နဲ့ online နဲ့ရုံးမှာ online နဲ့အဲ့လိုရှိပြီလေအဲ့လိုကိုယ်ရှော့ရအောင်ဟဲ့အဲ့လိုမျိုးလည်းရှိတယ်ဒါပေမဲ့တစ်ခါလေကြာရင်လည်းတော့အဲ့လိုမျိုးတူတူ intercept ထိုင်တယ်အဲ့ဒါဘယ်လိုမျိုးလဲဆိုတော့အဲ့လိုမျိုး team ရဲ့ meeting ဆိုလို့ရှိရင်9ယောက်6ယောက်က team တစ်ခုတွေကလောက်က meeting room ထဲမှာပြောတာဖြစ်ဒါပေမဲ့ supervisor နဲ့ကအဲ့လိုမျိုးသိရတဲ့လောက်တော့4ကလောက်ပြင်ပို့ပြီးတော့ meeting မထိုင်ခဲ့ဘူးမိုးနဲ့တူနေအဲ့လို online ရတယ်ပဲ ဘုညုံတက်ခါအဲ့တော့အမြဲရုံးကတော့နည်းနည်းမြဲအဲ့ဒါရုံးနေတဲ့ culture လေးကွာမယ်နည်းမြဲရုံးကကျတော့ development ပိုင်းလုပ်တဲ့ဟာဖွဲ့စည်းဆိုတော့သူတို့ကလည်းအဲ့လိုနည်းနည်း family culture တော့အလောက်တော့မရှိဘူး individualistic တော့ဖြစ်တယ်ဒါပေမဲ့လည်း Asia ဘက်မှာသူတို့ကလောက်တာAsia ဘက်ကလောက်ဖို့ဆို Asia culture လည်းရုံးထဲမှာဆိုလို့ရှိရင်လည်း Asia နဲ့ပတ်သက်တဲ့ဟာတွေတော့ချိတ်ထားကွာအဲ့တော့ရုံးထဲမှာလည်းနည်းနည်းများအော်ငါရဲ့ culture ရဲ့ ကအဲ့ဒါနဲ့အဲ့လို connected ဖြစ်နေတော့ကအရင်ဟိုဒီထဲမှာအဝင်ဝင်မကြဖြစ်နေရမျိုးတော့မရှိဘူးကွာဒါပေမဲ့ခုနကလည်းမိုးပြောလို့ဟာတွေတော့ challenge တော့ရှိတယ်ကွာအမ surprise ဖြစ်တာကြတော့ခုန online ထိတော့မဖြစ်လား next level next level ဆိုတာအဲ့ဒါတော့မဖြစ်ဘူးဒါဘယ်လိုဖြစ်လဲဆိုတော့ email ပို့တာကွာ email ပို့တာရကျွန်တော် test လို့ခါမှမမြင်ခဲ့ဘူးကွာ email ပို့ရဲဆိုတာ communicate လုပ်တယ်တခုလိုလားရှင်းပြောတယ်ဝင်းနေတဲ့သူကို email ပို့တယ်ဒါပဲကွာဟိုမှာကျ email က test ပဲ email တစ်စောင်ကို reply ပြန်တာကမြန်နေရမှာအဲ့လို9မိနစ်10မိနစ်ကြားလို့မရချက်ချင်းနေတူတာလောက်ကြကွာပြီးတော့ရုံးကနေမှဆိုဟိုဘက်နဲ့ဒီဘက်နဲ့ဆိုလို့ရှိရင်လည်းအမှန်တကယ်မျက်တာကိုယ့်ရဲ့စိတ်တိုင်းရဆိုလို့ရှိရင်ထပြီးတော့စကားပြောလိုက်ပါဟဲ့ငါတော့ထားတယ်ငါဟိုဒါလေးစစ်ပေးပါလို့ပြောလိုက်ပါဒါပေမဲ့ဒီဘက်ကနေကိုယ့်ရဲ့ရုံးကအဲ့လိုမျိုးလေးဟိုပါလေ capsule အဲ့ဒါလေးရှိတယ်အဲ့ထဲမှာဟိုလောက်တယ်ဟိုမှာလောက်တယ်ရှိဟိုမှာဟိုဘက်အခန်းထဲမှာ director ရှိ writer လည်း dear မြတ်လာပို့တယ်ကိုကလည်း dear supervisor ကိုနာမည်ပေါ့နော်ဘာပို့တယ်ပါဟိုဘက်နဲ့ဒီဘက်နဲ့အဲ့လိုကြီးငါတို့ပြောရတယ် surprise ချင်တာပါ supervisor အဲ့လိုပဲထိုင်တာဒါပေမဲ့သူ့မိုးက email ပို့ရတယ်ဒီနေ့ meeting ထိုင်ငါညို့ထားလေးမေးချင်လို့ပါဆိုပြီးအဲ့ဒါကို email ပို့ရတယ်အဲ့လို email ပို့ပြီးတော့မှအော် okay အဲ့ဆိုရင်တော့ဒီနေ့ငါတို့ဒီချိန်မှာ meeting ထိုင်မယ်ဆိုပြီးတော့သူက calendar လေးပို့ပြီးလိုက်တယ်အဲ့ဒါတွေ့ကြပါဟိုရုံးနေမှာတော့အဲ့လိုရုံးမြောက်လို့ရှိနေတယ် online ထိုင်တာနဲ့နစ်စားအဲ့ဒါတော့ဟုတ်တယ်မိုးဘက်ကလို့အဲ့ဒါကြောင့် supervisor နဲ့အရင်မဟင်းနေတယ်လို့ပြောတာဒါလည်းသူတို့ပုံစံပဲထင်ပါတယ်အဲ့ဒီခါကျတော့စဉ်းစားမိအော်ဒါကသူတို့ပတ်ချတော့တအားခံစားရောသိရမလားအော်သူငါနဲ့အဲ့လိုမပြောချင်လို့လားအဲ့လိုမျိုးဟိုဘယ် internet ဟို full time position မှာလုပ်နေတယ်ဆိုတော့နည်းနည်း gap ရှိတော့အဲ့လိုမျိုးဖြစ်ချင်လို့ဒါမှမဟုတ်ငါ့ကိုပဲဒီလိုမျိုး pressure မပြအောင်လွတ်လွတ်ထားချင်တာလည်းကိုယ့်ကိုရှောက်တွေးရပါသူကဒါတော့ဒါသူတို့ရဲ့ပုံစံပဲပါအဲ့လိုသူတို့ဟိုကြည့်အရင်က micro manage မလုပ်ချင်ဘူး okay နေ test ရှင်းမှတောင်းပြအောင်လုပ်ထားလိုက်အဲ့လိုမျိုးပုံညက်ခါကျတော့ဘယ်လိုမျိုးဖြစ်လဲဆိုတော့အဲ့လိုပထမစတဲ့တပတ်နှစ်ပတ်ဆိုရင်ကွာအဲ့လိုတပတ်နှစ်ပတ်တော့ပထမဆုံးရက်မှာဆိုရင်အော်လုံးဝသူက listening လာကွာနေသူနဲ့တွေ့ရမယ်ညီတင်ရတူတယောက်ချင်းစီလိုက်တွေ့ရကွာ okay အဲ့လိုရုံးဝိုင်းဆိုတော့စိတ်ထဲမှာတွေ့ရအောင် okay ငါအသိလောက်ရတော့ဘူးအသိကြောင်းရတော့ဘူး okay လုံးဝလုတ်ချင်တာလာရအော်လုတ်ချင်တာအားလုံးမင်းနေအကုန်လုံးနဲ့တွေ့ပြီပေါ့ရေးရ test ကမရှိဘူးဟုတ်တယ်ရေးရ test ကမရှိရောမိုက်စီရခါလာမြန်နင်းနောက်ဆုံး delivery ပဲပါလေပြောချင်မရှိဟုတ်တယ်တကယ်မရှိဘူးပြောချင်မရှိဆိုတော့တီးတီးတို့တော့ database assign လုပ်မယ်ပါညာပြောတာပဲဆိုတော့ okay သူ့ကိုလည်းမေးရသူဘေးနားကနေဖြတ်လျှောက်သွားရင်လှမ်းမိလိုက်ဟိုဘာလို့မလဲပေါ့နော်လုပ်စီဒီနေ့တော့လုပ်စီရရှိလားပေါ့နော်လုပ်စီရမရှိဘူးလုပ်စီရရှိလားအေးစကားပြောနေတော့မယ်နောက်သက်စီရနေကို sign လုပ်လိုက်မယ်သူတို့ကြောက်လို့ easy ပဲပေါ့ဒီလားထင်တာအဲ့လိုမျိုးထင်တာကြာသူတို့ကြောက်တော့ဒါကြီးကဘုန်းကြီးဆိုပဲမှလုပ်လာ10နှစ်ကျော်ရှိပြီကွာဆိုတော့တရက်လောက်လဲဟောဖြစ်တယ်ဘာမှမဖြစ်ဘူးလို့သူတို့စိတ်ထဲမှာတွေးလာတယ်ဒါပေမဲ့ကိုရီးယားအော်နှစ်လလောက်ပဲရှိရငါဒီက
ဒီ project မရမှဘယ်လိုလုပ်မလဲ တရက်တိုင်း တာလို့ချင်တာအားလုံးလုပ်ချင်တာပါဒီကတာအားလုံးလုပ်ချင်တာအဲ့လေနောက်လေကြာရပါ project ကလည်းရပါ project ရပါတော့လေဘယ်လိုပြောရမလဲကွာတချို့ tax တွေဆိုရင်တရက်ထင်းနဲ့လုပ်လို့ပြီးသွားတာကွာဒီကဘုံညက် tax တွေဆိုရင်ပြောရရင်ဘယ်လိုပြောရမလဲလို့အရင်ယူမှာကိုအရင် efficient ဖြစ်လို့လည်းပြောမှာမဟုတ်ပါဒါပေမဲ့အဲ့လိုလောက်ရမယ့် tax တွေကအရင်ခက်ကြီးအဲ့လိုမျိုးကွာမရှိဘူးအဲ့လိုခက်ခဲ project တစ်ခုရရှိကွာဒါပေမဲ့အဲ့လို response tax တွေဆိုရင်ကိုအရင်မှာဘယ်လိုပြောမလဲတအားလုပ်ချင်တယ်ကွာတအားမှာအဲ့လိုညံ့နေပြီးသွားပြန်အောင်အဲ့ခါကျရင်ဘာမှလုပ်စရာမရှိတော့ပြန်အောင်အဲ့လိုမျိုးလုံးလိုက်ထားလိုက်နေခါကျရင်စဉ်းစားပြီးအဲ့လိုတကယ်ဒီဒါလားပေါ့နော်ဒီ corporate life ကဒီလိုမျိုးလားပေါ့နော်ဒီလိုမျိုးဆိုရင်တော့အရင်ဒါ corporate like ဒီလိုမျိုးလဲဒါမှမဟုတ် intern မလို့ငါဒီလိုမျိုးပဲပြန်လာပေါ့နော် ဘာလို့ဆိုမိုးတယ်တော့လည်းလို့ပဲဘာလို့လဲတစ်ခုကဘာဖြစ်လဲဆိုတော့မိုးရဲ့ department ပေါ့နော်သူက CFI မှာကမိုးတယောက်တည်းပထမဆုံး intern ဖြစ်နေတာအဲ့တော့သူတို့အနေနဲ့ intern မိုးပထမဆုံးခေါ်ဟုတ်တယ်ခေါ်ရတဲ့အခါကျတော့သူတို့မှာတကယ်ရေးရ tax ဆိုတာမရှိမိုး literature သူတို့ချိန်ယူရတယ်ဘယ်တက်နဲ့ fix ဖြစ်မလဲဆိုတော့ ဟုတ်တယ် literature review လုပ်လို့ပြောရတယ်ကွာပြီးတော့သူတို့ပထမဆုံးပြတာဗာလဲclimate change and financial inclusion အဲ့တခုပြီးပထမဆုံးသူတို့မိုးလောက်ခိုင်းတာဒီနည်းနည်းပါစာရေးပိုင်းဖတ်ပြီးရှာလိုက်တာ climate change ပြီးတော့ဒုတိယတစ်ခုက climate change and financial inclusion ပြီးတော့မှ women climate change and financial inclusion ဆိုတဲ့ဟာကိုသူကပေးတာလို့ရှိတယ်မိုးက okay ဒီဟာငါလုပ်ထားတယ်လုပ်ပြီးတော့ supervisor တော့ပြ supervisor ကဘာပြောလဲဆိုရင်အဲ့ဒါကိုတစ်ခုမိုး topic တစ်ခုတစ်ပတ်လောက်လုပ်တယ်တော့ပြလို့ရှိရင် okay ဒီဟာလေးလိုနည်းနည်းတော့ထက်ရှည်အောင်လုပ်လိုက်သူအဲ့ဒါပဲပြောတယ်တစ်ပတ်လုံးမိုးအဲ့ဒါပဲလုပ်ခိုင်းတာအဲ့ဒါပဲပြီးလဲပြီးတော့မိုးအဲ့စိတ်ညစ်တော့ my ဆရာနဲ့တိုင်တယ် my ဆရာဘာလုပ်ရလဲငါဒီဟာပဲလုပ်နေရတယ်ငါနားရဲ့ဆိုင်ကငါအဲ့လိုမျိုးပြောငါကငါ productive ဖြစ်တယ်လို့မခံစားရဘူးဆိုပြီးတော့ my ဆရာပြောတော့ my ဆရာဘာပြောလဲဆိုတော့နေတော့ပြီး supervisor နဲ့တေချာ communicate လုပ်ကြည့် communicate လုပ်ကြည့်အခုတော့ဒီလိုမျိုးဖြစ်နေရဘယ်လိုဆိုတော့အဲ့နေမှာ supervisor နဲ့ပြောလိုက်ချင်ငါအလုပ်ကတော့ဒီလိုဖြစ်နေတယ်သူ့ကိုတကယ်ကိုယ့်ရဲ့ problem ကိုယ့် issue စာဒီလိုမျိုးချင်နေရှိရဆိုပြောပြလိုက်တဲ့ခါကျတော့ပြောအခုလည်းငါတို့ဒီလို project တစ်ခုလုပ်နေရရှိတယ်နေစိတ်ဝင်စားလာလုပ်ချင်လို့ရှိရင်တဲ့နေဝင်လုပ်လို့ရတယ်တဲ့ငါ့ကိုဒီဟာလေးပတ်သက်ပြီးဒါရှင်းပေးပါဆိုတော့ तू ကအဲ့လို meeting တစ်ခုခေါ်တယ်အဲ့အချိန်မှာမိုးကကျတော့အဲ့လိုဗာလဲ work from home လုပ်နေတဲ့အချိန်ဆိုတော့အဲ့မှာ meeting time မျိုး okay ဒီဟာလေးလုပ်ဆို तू ကရှင်းပြအဲ့အချိန်မှာမိုးကစလို့ပျော်လာတကယ်သိလားအဲ့လိုလုံးကိုသွားတာလေလုံးချင်တာလုံးမလုပ်ရဘူး one day အလုပ်လေးရလာတော့ဟဲ့ဒါပေမဲ့အဲ့ဒီလောက်ကလည်းကွာမိုးတိတ်လည်းမလုပ်တော့ဒါပေမဲ့သူတို့ရှင်းပြသူတို့ရှင်းတာပါလားငါတရားကိုလုပ်လိုက်တာတကယ်လုပ်နေပါလားဆိုပြီးခံစားရတယ် contribute လုပ်နေလားအဲ့ကြောင့်လည်းအဲ့ဒါအမလည်း supervisor ပြောတာလည်းပါတယ်ငါဒီကိုလာတဲ့အချိန်မှာ तू ကပြောတယ်နင်းအတွက်ငါတို့အကောင်းဆုံး experience ကိုဖန်တီးပေးချင်တယ်အဲ့ဒါကတော့ငါတို့ commitment ပဲဒါပေမဲ့ကိုကလည်းပြောလိုက်တယ်ငါက experience ရချင်တာဟုတ်တယ်ဒါပေမဲ့လည်းဒီ online လို့ organize မှာလုပ်ချင်တာဖြစ်ငါနေလို့ရှိရ add value တစ်ခုကိုကလည်းပေးလို့ရှိတယ်ကိုကလည်း contribute လုပ်ချင်တယ်ကွာကိုကယူလာဟာမျိုးမလုပ်ချင်ဘူးအဲ့ဒါ communication ရတယ်တကယ်အိမ် mindset နဲ့ပြောရတယ်တော်တော်အဆင်ပြေပါပုံမှန်လည်းမြန်လဲဆက်ကြကျွန်တော်ကကျတော့ဟိုအဓိကဘာပြဿနာလဲဆိုတော့ကကျတော့ဟိုကျောင်းသားတွေ level ကိုသူတို့သိချာမသိရတယ်ဗျကျောင်းသားတွေကိုဒီလောက်ဘယ်လောက်ထိလုပ်နိုင်လဲသူတို့အများကြီးမပြောလဲတော့တကယ်သူတို့အဲ့ဒါဟိုအမြဲတမ်း supervisor ကိုနိုင်ပြောတာငါဒီလောက်ထိမပြောလဲထားဘူးပေါ့နော်အဲ့ကြောင့်သူတို့ပေးတဲ့ task တွေကပထမဆုံးမှာတော်တော်လွယ်တယ်က very easy ကွာအရင်ကိုအရင်တော်တက်နေလို့မဟုတ်ဟုတ်တယ်အဲ့ဒါမဲ့လွယ်နေတယ် task ကခဏခုနကဘုန်းကြီးပြောသလိုပဲခဏတော့တနိုင်တော့ပေးလို့ရှိရင်ကိုတက်လို့မရှိတော့အဲ့တော့ငါပြောတယ်ငါလုံနိုင်တယ်ငါလုံနိုင်ကိုလုံနိုင်တဲ့ဟာကိုလည်းကိုပြောတယ်လုံချင်တာကိုလုံနိုင်တယ်ဆိုလည်းငါလုံချင်တယ်မလုံနိုင်တဲ့ဟာဆိုလို့ရှိရင်ငါ test လုပ်ကြည့်နေကိုဘယ်လောက်ထိလုံနိုင်မလဲဆိုတော့အဲ့ဒါငါရဲ့ရွေးချယ်ငါဒီကိုလာရဲ့ရွေးချယ်ပဲဆိုတော့သူ့ကိုလည်းပြောလိုက်တယ်ပြီးတော့ငါဒီထက်ပိုပြီးတော့များအလုပ်တွေရချင်တယ်ဆိုတာလည်းပြောလိုက်တယ်ကွာပြောလိုက်ချိန်မှာ तू စပြီး assign နေပြီးတော့အဲ့ခါမှာကိုယ့်ရဲ့ expectation တွေကဟိုလုံးဝ 100% မကိုက်ဘူးဆိုတော့အနေနဲ့မိုးလိုမျိုးပြောလာတယ်ကွာကိုက်သွားတယ်ကွာနောက်ဆုံးကိုယ်ဘာလုပ်ရမလဲဆိုတာသိသွားအဲ့တော့နောက်ဆုံးတခုအဲ့မှာဟိုကနည်းနည်း reflection ဖြစ်လိုက်တာကွာကိုဘာလို့ပဲလုပ်လို့သူတို့ပေးတာကိုကိုလုပ်နေအောင်ပဲねကိုကလည်း initiate လုပ်လို့လို့ဆိုတာကိုလုပ်ချင်တာကို drive ပြောဖို့လိုတယ်ဆိုတာသိတယ်ကွာနောက်ဆုံးမှじゃဘာလို့ဖြစ်လဲဆိုတော့ဒီအစမှာသူ့ရဲ့ delivery တွေမှာ presentation မပါအမြဲ paper တစ်စောင်ထုတ်ရမယ်ပြီးရင်သူတို့တွေးခိုင်းတဲ့သူတွေနဲ့လိုက်တွေးဖို့ဟာပါမယ်ပြီး economic analysis တစ်ခုလုပ်ရမယ်အဲ့ဒါပြီးရင် meeting တွေ memo လိုက်ရေးရမယ်အဲ့ဒါပဲဒါပေမဲ့ presentation လုံးဝမပါအဲ့အမြဲ email ပို့ပြလိုက်တယ်ငါရဲ့ဒီ bar ပြီးွားရေပေါ့နော်ဒါပေမဲ့ငါဒါကို share ငါရဲ့ဒီရောင်းကဟိုသူနေ share ဖို့အတွက် share ဖို့အခွင့်အရေးရှိမှာလေတော့သူက okay let's do a presentation together ဆိုပြီးပြောလိုက်တဲ့အချိန်မှာကွာကိုအတွက်အဲ့ရဲ့တရလုံးရုံးကလူတွေအကုန်လုံးလာပြီးတော့မြဲ presentation နားထောင်တာကွာအဲ့တော့တစ်ခါကျကိုက create လုပ်ဖို့လိုရဲဆိုတဲ့ဟာကိုသိတယ်ဟုတ်တယ်ဘယ်မှာမှမဟုတ်ဘူးအဲ့လိုဘယ်နေရာပဲရောက်ပါအဲ့လို US မှာသွားမှာတော့မဟုတ်ပါဘူးသိတယ်ဟုတ်တယ်အဲ့ဒါတော့တော်တော်သိတယ်သိတယ်
အဲ့တော့အလုပ်ကိုလုပ်ရတယ်လို့ခန်းစားအဲ့တော့ဘယ်လိုဖြစ်လဲဆိုတော့အဲ့လိုပုံမှန်အဖြစ်မိုးတော့ reflection session မိုက်ဆန်နဲ့ထိုင်လို့ရှိရင်ကျောင်းသားရအဲ့လို intern တွေက9ယောက်လောက်ရှိသူတို့စီမှာပြောကြရှိရမိုးတွေကပြောကြရှိဘာပြောလဲငါ literature လည်းပြောရတယ်ငါဒါပဲလုပ်တယ်အဲ့ဒါလည်းပြီးသွားတယ်ဒါပေမဲ့အဲ့လိုမျိုးလေသူလည်းအဆိုင်လုပ်ပြီးတော့ကျောင်းလာကိုအချက်ဖြစ်ပြောချင်လာဟဲ့ငါတို့ဒါလေးလုပ်ခဲ့တယ်ငါ့ကို supervisor ဘယ်လိုလေး feedback ပေးတယ်ဟဲ့ငါပြောရဲဆိုတော့အဲ့လိုမျိုးနဲ့ခြားတော့ကိုကလောက်ရတယ်ပြောလာပြီးပြောစရာလည်းဘူးရှိတာပေါ့နော်လို့တော့ခက်စားတယ်အားလိုပဲဆက်စားကျွန်တော်ရောင်ကြည့်တော့ကိုယ်စဉ်းစားအဲ့လိုဒီလေအလုပ်လုပ်ချင်တော့မဟုတ်ဒါပေမဲ့အလုပ်မရှိတော့ခါကြောင့် depression တွေဝင်လာတယ်ရုံးပြီးသွားရောကလကားကြီးထိုင်နေတာမန်ကတော့မဟုတ်သူတို့အဲ့လိုချိန်ယူနေအောင်သူတို့နောက်နားလည်ပါတယ်ပုံညဆိုလဲလိုပဲလေ permanent intern ပုံည organization permanent intern focus ဆိုပုံညပထမဆုံးပဲရင်းနေတော့မရှိဘူးလေရင်းနေတော့ပထမဆုံးပဲကွာဆိုတော့သူတို့ကကိုကခုနလိုမျိုးကျောင်းသားရဘယ်လိုလုပ်နိုင်လဲလည်းမသိဘူးကျောင်းသားရဘယ်နေရာမှာ fit ဖြစ်လဲလည်းမသိဘူးဆိုတော့အချိန်ခဏယူပြီးတော့အဲ့လိုစဉ်းစားသူတို့ဘက်ကလည်းလေးလာနေရဟုတ်တယ်သူတို့ဘက်ကတရားလို့ပြောတာလေကျောင်းတော့လည်းမြောက်ကပ်ဆုံးတူလို့သူတို့လည်းကပ်ဆုံးကကိုယ်ကပ်ဆုံးကသူတို့အချိန်နောက်ကြတော့မှတဖြည်းဖြည်းပြောလာလုပ်စရာလေးရှိလာတယ်ရတယ်ဆိုင်လို့ရရင်ကလုံနိုင်နေဆိုတဲ့ဟာမျိုးပြောတော့မှအဲ့လည်းမိုးလည်းမေးလိုက်တယ်ကွာမိုးအဲ့ internship လည်းပြီးလဲပြီးတော့ပေါ့နော်မိုးရဲ့ဒီအဲ့မိုး CFI ကနေပြီးတော့ဒီ vice vice president မှာလို့ vice director တော့ဟုတ်လားတဲ့သူကနေပြီးတော့လို့မိုးပြောမေးတယ်ပေါ့နော်သူတို့အခြေအနေပြောပြရတယ်ကွာမိုးကပထမဆုံးသူတို့ဆရာ intern ခေါ်ဘူးလားဘာလို့ဆိုသူတို့ကခန့်လို့ရှိရင် full time ပဲတန်းခန့်တာကွာအဲ့လိုမိုးက full time ခေါ်သူကပထမဆုံးနေအဲ့လိုမျိုးဖြစ်တဲ့ခါကျတော့ဘယ်လိုမျိုးသူတို့ improve လုပ်ဖို့လိုလဲလို့သူကမေးတယ်ကွာမေးလဲမေးတော့မိုးကနေပြီးတော့မိုးအတွက်ကအဲ့မိုးနဲ့ခက်ခဲရေးတခြားလေးပြပြပြတယ်မိုးအတွက်ကထားဟိုပြီးတော့ဒါပထမဆုံးနဲ့ intern လုပ်သွားလေးဖြစ်တယ်ပြီးတော့သူတို့ဘက်ကလည်းမျိုးဖြစ်တယ်ဆိုတော့မိုးမှာ text ကခါကျ communication lag ဖြစ်နေရရှိရပေါ့နော်အဲ့လိုမျိုးရှိရဆိုမိုးကအချိန်လေးတစ်ခုပြပြတဲ့အခါမှာဘယ်လိုမျိုး improve လုပ်တယ်လဲဆိုမိုးကပြောဥမာဟိုလာတယ်လို့ဆိုရင်ကိုယ့်ရဲ့ text ကို assign ကိုတခြားလေးချပြီးပေါ့ငါဘာလုပ်ရမလဲဘယ်လိုပိုင်းကိုခွာချုပ်ပြင်စမှုဘာလို့ဆိုတော့မိုးကအလုံးရောက်တဲ့အထိကိုသူက literature review လို့ပဲလုပ်ရမယ်လို့ပဲပြောသူများတွေကအဲ့လိုတော်တော်များများ intern တွေအကုန်လုံးကသူတို့ရဲ့ organization နဲ့တွေ့ပြီးသွားတယ်အဲ့မတိုင်ခင်စကားပြောကြည့်ပါမိုးက US ရောက်တဲ့ဒီတစ်ခါမှလည်း supervisor နဲ့လုံးဝမတွေ့လိုက်ရအောင်မတွေ့ပဲနဲ့ဟိုရောက်ပြီးတော့မှလည်း supervisor လည်းခီးသွားတယ်အဲ့တော့ morning ကိုတခြားအဖွဲ့တွေကလုပ်ပြီးတော့အဲ့ကိုတော့မွေးသားသမီးလေးဖြစ်ပြီးတော့လေဥတူအတတနဲ့အဲ့လိုဖြစ်ပြီးတော့အဲ့နဲ့နောက်ကျတော့မှသူတို့က okay အဲ့ဆိုပြီးတော့မှတဖြည်းဖြည်းနဲ့ supervisor နဲ့နောက်တစ်ပတ်မှတွေ့သူတို့လည်းအချိန်လုံးလိုတယ်ဟုတ်တယ်အဲ့လိုမျိုးဖြစ်တာအဲ့နဲ့မိုးနဲ့ပြောပြလိုက်တယ်ဘယ်လို feedback တွေရောဒီလိုလိုသူတို့အချိန်လိုရဲ့ဒီကိုရအချိန်မရှိဘူးတစ်လလေးဆိုတော့အားလုံးချင်တာအဲ့မြမိုင်းစီယာပြောခဲ့သေးတယ်မိုင်းစီယာကိုကြုံပြီးတော့အကုန်လုံးပြောလိုက်သေးနောက်ဆုံးကျတော့ကိုလည်းငါလည်းလုံးရပြီငါကို fit ဖြစ်သွားပြီဆိုတော့ပြီးတော့ဒီပြန်တော့ဆိုတော့ဟဲ့ငါပြန်မှာပြန်ဖြစ်တယ်အဲ့လိုဖြစ်တာဟုတ်တယ်အကုန်လုံးလည်းစင်ပြေပြီး colleague တွေပိုင်းနဲ့လည်းစင်ပြေပြီးတားကြပြီးနေလို့ရပြီလုပ်တွေပိုင်းလည်းဟောဖြစ်ပြီးဆိုတော့ပြီးသွားပြီနောက်ဝင်လည်းစလုပ်တော့မယ် ready ဖြစ်ပြီးဆိုတော့တော်ဖတ်ပြီးလိုက်တယ်ဗာလေပုံညနောက်ဆုံးနေမှာကိုညစူပါဗိတ်စာတရုံတော့ဒုံးတော့ဝင်ကြည့်ရပါအဲ့မှာပြီးတော့ဟဲ့ငါအိမ်မှာကိုအဲ့လုပ်ပေါ်ကိုင်မတယောက်ကလာပြီးတော့ငါနေ့ကိုမနေရမှာတွေ့ရတယ်ကိုပြန်တော့โอเคအဲ့ကောင်းတဲ့အချက်တစ်ခုကမူးရုံမှာဘာကောင်းလဲဆိုတော့နည်းနည်း diverse ဖြစ်တယ်ဘာလို့လဲဆိုတော့တချို့တော်တော်များများအဲ့လို American တွေပဲမဟုတ်ပါတခြား Asia ဘက်ကလေတကယ်တော်တဲ့သူအများကြီးလာတယ်ပြီးတော့ Asia နေလည်းရှိရပြီးတော့ Europe ကဘက်ကလူတွေလည်းရှိတော့နည်းနည်း diverse ဖြစ်တယ်စကားပြောရတာအရင်စစ်ပြီးနေနော်အဲ့တခုပဲရှိတယ်အဲ့ဟိုမှာလေ Asian တွေနဲ့ Asian နေနဲ့တွေ့ရတာလေကိုအတွက်အိမ်လုခံစားလိုက်ရတာဆိုအဲ့ဒါကြောင့်တချို့နိုင်ငံသားမှာအကြိုက်နေတဲ့သူတွေအဲ့လိုပြောကြရတယ်ဟုတ်တယ်ဆိုရဲ community ကအဲ့ရုံတုံးကိုသွားတော့ဆိုလို့ရှိရင်လေကိုတနေ့နဲ့ networking လုပ်တယ်ဆိုရဲ sense ကပျောက်လာကော networking လုပ်ရတာဘာအတွက်လဲဆိုတာ question တွေထုတ်လာဘယ်လိုဆိုဘောရဲ့ live ဖြစ်ပြီးနေက networking live တကယ်မျိုးအဲ့လိုဖြစ်လာရောအဲ့လိုဖြစ်လာတဲ့အချိန်မှာအဲ့ဒီမှာ Asian တယောက်နဲ့တွေ့ရကွာ तू ကအိန္ဒိယထင်တယ်အိန္ဒိယနဲ့အဲ့စကားခဏလေးတွေ့လိုက်တဲ့အချိန်မှာကွာ cultural background တူချင်းရတယ်လူတွေကိုတကယ်အဲ့လိုမျိုး same page ဖြစ်စေဆိုတာတကယ်ဟုတ်တယ်အဲ့မှာသူ coffee ဖြုံနေနဲ့ coffee ကကိုမကြိုက်မှသိတော့နေမကြိုက်ဘူးလားတန်းပြီးတယ်ကွာခါနေရောခါနေအဲ့ဒါပြောနေမှာသူခဏလေးတွေ့မှာကွာစကားပြောလိုက်တဲ့အချိန်မှာ तू ကကိုကိုနားလဲလို့ခံစားလိုက်ရတယ်ကွာပြီးတော့နားဝင်းကလို့ရငါပင်ပန်းလိုက်တာဆိုတော့အဲ့လိုဖြစ်ဘူးပြောမိသွားတယ် common ground ရှိတော့ဟုတ်တယ်နားဝင်းကလို့ရပင်ပန်းတယ်ဆိုတော့ तू က
I know that feeling ဆို ဆိုပြီးတော့ဆက်ပြီးတော့စကားများပြောခဏလေးဒီမှာသူနဲ့တွေ့လို့လားလာတာသူ့ရဲ့ supervisor နဲ့တွေ့လို့လားကွာဒါပေမဲ့အဲ့9မိနစ်လူတွေအတွင်းမှာအဲ့လိုခင်သွားတာတဲ့ မိုးလဲအဲ့ internship တစ်ခုလုံးမှာတငယ်ချင်းဖြစ်လိုက်တာအဲ့ Indian တယောက်တခြား intern တစ်ခုလေသူတယောက်နဲ့ပဲအဲ့လိုတိလိုက်တာတိပြီးတော့လေဟိုမိုးကိုလေသူကခိုင်ကြလို့ Instagram မှာ add လုပ်ပြီးတော့မိုးရဲ့တခြား supervisor နဲ့ခုနကဒီစကားမပြောဖြစ်ဘူးအဲ့နောက်ပိုင်းကနေစားတော့သူနဲ့မှစားမပြောသူနဲ့တော့စကားပြောဖြစ်တယ်သူကလေဘာကူညီပေးရမလဲဘယ်လိုမျိုးတွေလုပ်ပေးရမလဲဆိုတော့အဲ့လိုမျိုးနည်းနည်း keep in touch ဖြစ်တယ်ကွာအော်အဲ့ဒီမှာမိုးပြန်တွေးကြည့်လိုက်တော့မိုးရဲ့ internship နှစ်လဒီမှာမိုးရင်းနေတာဒီတယောက်ပဲရှိပါလားဆိုတော့ကျွန်တော်ဖန်စားရတယ်ဟုတ်အဲ့ဒါတကယ်ဒါပေမဲ့ပုံညံမှာကောင်းတာကြတော့လေဘာမှစစချင်းတော့အဲ့လိုနှစ်ပတ်လောက်ထိဦးလေပဲတည်ရမှာအဲ့လိုသိမရှိဘူးဒါပေမဲ့အဲ့ယုံမှာအဲ့ဒီတယောက်ရှိရပေါ့နော်သူက American နဲ့ထင်တယ်ဒါပေမဲ့သူကဘယ်လိုမျိုးလဲဆိုတော့အဲ့ဒီမှာဆိုနည်းနည်း community engagement ဆိုနည်းနည်းတက်ကြွရကွာသူဘာလုပ်လဲဆိုတော့အဲ့ဒီတော့အဲ့မတိုင်ခင်ဒီပုံညံအဲ့လိုယုံမှာ intern နေနဲ့ခုနကလိုမျိုး assignment တော့ intern နေနဲ့တွေ့ဘူးပဲဒါပေမဲ့အဲ့လိုကြီးရင်းနှီးလားဆိုတော့မျိုးမရင်းနှီးဘူးကွာ formal setting မှာပဲတင်ကြရဲသူတို့ experience ပါညာလို့ဆိုနေတာဒါအဲ့ဒီမှာတော့ဘာလုပ်လိုက်လဲဆိုတော့ပုံညံရဲပြီးတော့သူတို့ယုံတော့အစ်စ်ဝင်လာရဲ full time တယောက်ရဲအဲ့လို lunch လုပ်မယ်ဆိုပြီးတော့3ယောက်တည်း lunch တော့လုပ်လာတော့လည်း lunch တော့လုပ်ရင်အဲ့ခါကျတော့မှအော် like အဲ့လိုယုံမှလည်းပေါ့နော်အဲ့လိုမျိုးဒီတိုင်းအဲ့လိုအများကြီးပေါ့ formal ဖြစ်နေကြမလို့တင်မှာအဲ့လိုမျိုးတတိတန်လေးအဲ့လိုအဲ့သူဆိုရင်ကွာပြောရရင်နားလေတယ်လို့ပြောလို့ရတယ်ကွာဒီလား Asian မဟုတ်ဘူးကွာဒါပေမဲ့သူနားလေတင်မှာသူ့ရဲ့လူတယောက်နဲ့တယောက်မတူဘူးဆိုတော့ပေါ့နော်များသောအားဖြင့်ကတော့ individualist တော့ဖြစ်ပေမဲ့အဲ့လိုနားလေလို့ဆိုရင်တော့ပိုရပြတယ်သူဆိုရင်ကွာသိရကွာသိရမှာကိုကအသားမကြမျိုးပဲနဲ့သိရဆိုအဲ့လိုမျိုးသူနဲ့ကိုယ်နဲ့ဘာမှမဆိုင်ဘူးလောက်ရလို့စမ်းမှမတူဒါပေမဲ့ကိုသိရောက်လာတယ်ဆိုတော့သိရကွာဟိုတယောက်သိရောက်လာတယ်ဆိုတော့သူသိရအဲ့နှစ်ယောက်လုံးကလည်းပြောရရင်ကိုပုံညက်နဲ့တခြားသိရောက်လာတဲ့ department တူတယ်ဒါပေမဲ့ပုံညက်လူလည်းမသိဘူးဒါပေမဲ့သူကကြားရနေပြီးဝင်ပြီး bridge လေးလုပ်ပေးလို့ပေါ့အဲ့ခါကျမှအော်စကားပြောပြပြီးတော့နည်းနည်းရောက်လာမကြသေးလားဗျာအဲ့မှာပြောပြတော့မှအဲ့လိုမျိုးပါလူပေါ်လဲမူတည်တဲ့နောက်ဆုံးဒီပုံညက် internship ပြည့်တဲ့နောက်ဆုံး lunch ကိုလည်းတခြားလူတွေကိုခေါ်ပြီးလုပ်ပေးသေးတယ်ငါတို့ intern တွေသွားတော့မယ်ပေါ့နော်နင်တို့အဲ့လိုမျိုးအားရလူလေးပါလေအဲ့လိုမျိုး rooftop မှာလုပ်ကြပါလားဆိုပြီးတော့အဲ့လိုမျိုးပါအဲ့နားလေဘယ်လိုပြောရမလဲတခြားလူနားမလဲဘူးလို့ပြောရမှာမဟုတ်ဒါပေမဲ့လူကလည်းအဲ့လိုမျိုးနားလေတဲ့သူရှိရဲဆိုတဲ့အခါကျရင် community မှာနေရပို့ပြီးတော့အဆင်ပြေနားလေလို့မဟုတ်ဘူးဆိုရင် so left out ဘုံကျလို့ဆိုရင်ဘုံကျရုံမှာ Asian ရှိ American တွေဆိုတော့တော်တော့ဟာတော့ဖြစ်တယ်ဒါပေမဲ့အဲ့လိုနားလေပါ at least တော့ American ဖြစ်မယ်လို့နားလေဒါဒီတယောက်ကဘယ်လို feeling ဖြစ်နေမလဲတခြားသူတွေဆိုလဲဘယ်လို feeling ဖြစ်နေလဲနားလေပြီးတော့ community lunch တွေပဲသူလုပ်တယ်အဲ့လိုမျိုးဆိုရင်တော့နေရတာပို့ပြီးတော့စင်ပြေလားဟုတ်ဟိုကလေအဲ့ဆိုမှမိုးရဲဟိုမှာဆိုလို့ရှိရင်ပုံညောင်လေးချင်တာပေါ့နော်ပုံညက်တို့မမြတ်တို့လေးချင်တာတခြား intern experience ဘယ်လိုလဲသိချင်ကိုနဲ့တွေ့ခဲ့တဲ့တခြား intern တွေဘာလို့တခြားသူတွေမေးကြတယ်မတယောက်ပဲရှိရတယောက်ပဲရှိရဒါပေမဲ့နောက်ထပ်တယောက်ရှိရဒါပေမဲ့အမပထမ first week မှာသူ့ရဲ့ initial ပြီးတော့သူနဲ့ connection တော့မရှိဘူးတော့ပုံညံကန်ကောင်းတာပုံညံလောက်ရတဲ့ project ကအဲ့ database ဆိုတော့ပုံညံရဲ့ final deliverable အဲ့ဒါပါဘာလို့ လဲဆိုတော့အခုကအဲ့လိုမျိုးဟိုလိုinternational student တွေအဲ့လို visa reject ဖြစ်လိုက်ပါရှင်မှာဘာလို့ visa ban လိုက်လိုက်ပါရှင်လေဆိုတော့နောက်ဆက်ပါရှိတယ်ဆိုတော့အဲ့လို policy team ရှိတယ် policy team ကတော့အဲ့လိုမျိုး campaign တွေ run ပြီးတော့ဟို congress ကို arch လုပ်တဲ့ဟာ congress ကိုတောင်းဆိုတဲ့ဟာရှိရပါဆိုတော့ပုံညံနဲ့အဲ့ policy team က intern နဲ့သူလည်း intern ပဲသူကအဲ့မှာ intern လုပ်လာစေလောက်ရှိတယ်ဆိုတော့အဲ့လိုသူတို့အဲ့လို returning intern တွေရှိရပါအဲ့လိုတယောက်ကအဆင်ပြေဆိုအဲ့ယောက်ပြင်မြန်ခန့်ဆိုတော့အဲ့သူနဲ့တူ project လုပ်ရတော့ပြောရရင်တော့အဲ့မှာတော့နည်းနည်း buddy လုပ်ခဲ့စားရတယ်ကွာ at least like တူရုံးမယ်လို့ရှိပြီပေါ့သူနဲ့ကိုယ်နဲ့ထိုင်လာတဲ့တော်တော်ဝေးရဲဒါပေမဲ့အလုပ်ကြောင်းမပြောပြတယ်ကွာဒါပေမဲ့ at least စကားလေးတော့ပြောပြပြီးတော့တူရုံးနေရလို့ရှိရဲဆိုပြီးတော့သူဆိုရင်သူ master လုပ်နေရတယ်။သူက mindset တကယ်ချင်းmindset နဲ့မှတန်းနဲ့တက်တာfor not intern က PhD student no intern တယောက်ကပုံညက်ဆိုင်ဟောဖြစ်တယ် sophomore တဲ့ Johns Hopkins ဟို intern ရတော့ရှိတယ်အဲ့တယောက်နဲ့ဆိုလဲအဲ့ Johns Hopkins ကတယောက်နဲ့ဆိုလဲအဲ့လိုသူ lunch ဆိုင်တယ်သူကလည်းအဲ့လိုမျိုးသူလည်းဟောဖြစ်လို့ထင်ပါတယ်သူ lunch ဆိုင်တော့အများမတွေ့ရဆိုရင်သူနဲ့အများတူစားစီကြတယ်မှာဒါအဲ့ခါကျရင်တော့စားကြတယ်အဲ့လိုမျိုးပြောရရင်နည်းနည်းရုံးက corporate ဆန်တော့အဲ့လို intern တွေပါတယ်ဆိုရင်နည်းနည်းအဲ့လိုမျိုးဟို lonely ဖြစ်လို့တော့နည်းနည်းတော့ခံစားဘာလို့လဲဆိုတော့နင် taxi ရဲ့ဒါပြီးအဲ့လိုမျိုးပါတိတ်ပြီးတော့ခုနပြောသလိုမျိုး intern ဖြစ်တာပြမြန်မာနိုင်ငံလာတဲ့မြန်မာနိုင်ငံလာတဲ့ intern ဆိုတာဟိုမှာရှားတယ်လေနော်လုံးဝတခါမှမရှိဘူးပါသူတို့လည်းမရှိဘူးအစ်စ်ကိုခံရတာကွာဒါပေမဲ့
ဘယ်လိုဖြစ်လဲဆိုတော့အဲ့ခုနပြောနေမှာပုံမှန်လဲဆိုရှင်ခုနအဲ့ပုံညပြောလို့ intern တွေပါရကွာသူတို့မှာ experience ကအများကြီးတယ်ရှေ့အဲ့ခုနကအမားပြောတဲ့ သူတို့ဆိုဒီ DNA အေးရမှာပဲလိုက်လုံနေရရ ဟုတ်တယ်ဟို3ခုလောက်လို့ပြောတယ် internship ကသူ့ဒါ4ခုမြောက် ဟုတ်တယ်တချို့ဆိုရင်တချို့ဆိုရင် intern ဟိုမှာသူ project တစ်ခုလုံးသူတို့ကင်တာဟုတ်တယ် project ကို intern ဟုတ်တယ် intern ခုန PhD ဆိုရင် PhD လည်းလုပ်တယ်ပြီး PhD သူတို့ပြီးထားတဲ့အကြောင်းတွေက John Hopkins Washington University ကိုအဲ့ဒါရုံလုံးရကျူးရ โอเคOxford တွေကအဲ့လိုလာတယ် တူလုံးနေရ သူတို့အဲ့လိုလာတော့ခါကြတော့ဟိုအဲ့ဒါကိုကျွန်တော်တို့လည်းခဏ encourage လုပ်ပါတယ်သူကလေအားပေးရတဲ့မှာဟိုနင်တို့မှလည်းပြောစရာရှိတယ်ပေါ့နော်ကိုကဒီကလာလို့မလို့ဟိုသူတို့မှာဟို academic background ကအရင် strong ဖြစ်နေမယ်ဒါပေမဲ့ဒီတို့ခံစားမှုရဲ့ experience သူတို့မှမရှိဘူးမြန်မာနိုင်ငံကနာမျိုးဖြစ်ခဲ့တဲ့ဟာတွေတို့မြန်ဝဲ storytelling မရှိဘူးပါကိုမှလည်းအနေနဲ့အများတော့ story တစ်ခုရှိတယ်အဲ့ဒါကို story ကိုပြောဖို့ဆိုတာသူကအဲ့လိုတော်တော်ပြောတော့ခါကြနောက်ပိုင်းကျအဲ့လိုပြောရတာသူလည်းအားပေးလို့လားမသိဘူးပြေကိုကျွန်တော်တို့တခုကောင်းတာပါသူကစကားပြောလို့လေကိုရီးယားအဲ့လိုသူတို့ဟိုမှာဆိုလို့ရှိရင်လူတွေနဲ့တွေ့ပြီးတယ်နော်အဲ့ကအဲ့လို figure တွေနဲ့စီးပွားရေးလုပ်ငန်းရှင်စီးပွားရေးလုပ်တဲ့သူဆိုစီးပွားရေးလုပ်တဲ့သူ climate change လုပ်တဲ့သူအဲ့လိုအများကြီးတွေ့ပြီးရခါကျသူတို့နဲ့တွေ့ရင်ကွာအဲ့လိုကိုကတခုခုမေးလိုက်တယ်ကိုကျွန်တော်တို့ကပြောကြည့်နေတာပါအဲ့တော့ at least like ပြောချင်တယ်မေးချင်တယ် ငါပြောတဲ့ဟာကိုသူကြည့်နေတာအဲ့လိုပြောရမှာကိုဘေးနာအားပေးနေတယ်လို့ပဲဟာမျိုးဆိုတော့လေအားရတက်လာပြီးတော့နောက်ပိုင်းကျတော့ PD ပြောနေ PD ငါကျောင်းသားတွေကပြောနေပါလားဆိုရင် PD ပြောတာ တကယ်ကြီးမြင်ရတယ်မျိုးလုံးရတယ် မြင်ရတယ်သူကမြင်တော့ဟဲ့ငါတို့ပြောအားပေးနေတယ်ငါလည်းပြောမှဖြစ်မယ်ဆိုတဲ့ဟာမျိုးဖြစ်တာစတင်တော့ကြာဟိုကြက်တာရပြီးတော့ကြက်တာဆိုတော့ ပြီးတော့အဲ့လိုရောက်သွားတော့လေအဲ့လိုမိသားစုတွေဘေးနားမှာမရှိလို့ဖြစ်တယ်အဲ့လိုမျိုးကိုကြုံမှုထုံတို့မိုင်းစီရတော့ဆိုရင်အဲ့လို အခင်း အဲ့ တို့ လိုဒီလုံးအဲ့လိုဖိနေမိရအဲ့လိုဘေးနားနေပြီးတော့အဲ့လိုဟာဖြစ်နေလို့မျိုးသူတို့ကိုပဲ attach ဖြစ်နေတာပါ သူတို့ပဲအားကိုးချင်တာပါအဲ့လိုစကားကြီးပြောရဲဆိုရှင်အဲ့လိုပွဲတွေပါတက်လို့ရှင်စကြင်တော့တိတ်မပြောသူများပြောပဲနားထောင်တာများအဲ့လိုသူများပြောပဲနားထောင်ပြီးကိုပြောချင်တာမပြောလိုက်ရတဲ့နေ့ဆိုကိုကလည်းမကျင်နိုင်ဘူးအဲ့ပြန်ကလက်မစင်တာငါဘာလို့ဒါငါမှ idea ရှိတယ်မပြောလိုက်လေကို idea မပြောလိုက်ဘူးဒါပေမဲ့သူများပြောကကွာနေတယ်ပဲကိုနဲ့တူပဲဆိုဟဲ့ငါဘာလို့မပြောလိုက်တာလဲငါပြောချင်တာငါပြောတင်တယ်ဆိုတဲ့စိတ်ကနည်းနည်းတော့ဖြစ်သွားတယ်ကွာပြောဟိုဘက်ကဟို supervisor အဲ့တခုကောင်းတာသူကလည်းပြောရကွာဒါနည်းရဲ့ second language ငါတို့မြန်မာစာထားလို့ရှိရင်လည်း output ဖြစ်မှာပဲ that's okay ဆိုသူကအဲ့လိုမျိုး encourage လုပ်တော့ခါကြနည်းနည်းလေကို support ပေးမဲ့သူရှိတော့လေနောက်ပိုင်းကျလို့ဘာပဲဖြစ်ကိုယ်စိတ်ထဲမှာရှိရပါကွာ second question မမေးတော့ဘူးကွာဟဲ့ဒါကြီးကောင်းလားမကောင်းလားမမေးတော့ဘူးပြောချလိုက်တယ်ကွာသူကြိတ်တယ်မကြိတ်တယ်အဲ့လိုမျိုးဖြစ်သွားအဲ့ဒါတော့တော်တော်ကောင်းတယ်အဲ့ feeling ပြောလိုက်ရတဲ့ feeling တော်တော်ကောင်းတယ်ပြောမနဲ့လေအဲ့လိုကျင်းမှာကြိတ်ထားပြီအိမ်ပြန်လဲကျမဟဲ့ငါဒါပြောချင်လို့ပြောလိုက်ရအောင်ဆို ဘယ်နဲ့ပါမီစတဲ့ကျွန်တော်တို့ feeling ခိုင်းနိုင်ဟာပြောမှရင်ကောင်းတယ်ဒါပေမဲ့တရားတော့ပြောရည်ကွာဒါကကျတော့ပြောလိုက်ရအောင်ဒါပေမဲ့နောက်ပိုင်းကျတော့ မိုးကကျွန်တော် consider လုပ်တယ်အမငါပြောတယ်ငါဒီ idea ရှိတာမိုးရဲ့စိတ်ကကျွန်တော်မပြောရဘူးကွာအဲ့ဆိုကိုပြောလိုက်ရင်ကိုပြောနေတာမှားသွားရင်လူပြောထိုက်ရှိမလားထိုက်မလားသူကငါ့ကိုထင်သေးသွားမလားအဲ့လိုစိတ်ကရှိရတဲ့ခါကျတော့ကိုမှဒီဟာကိုတခြား set up လုပ်ထားပြင်မဲ့တခါလေကြာရင်မပြောလိုက်တဲ့ခါကျတော့အဲ့လိုမျိုးမပြောလိုက်တဲ့အချိန်တွေက များလာတဲ့ခါကျတော့မပြောပြတော့ လုံးဝအဲ့လိုပြောရမှာကိုကအဲ့စိတ်တွေကကိုယ့်ပေါ်မှာအရင် overwhelming ဖြစ်လာပြီးတော့ကြောက်ပြီးတော့လုံးဝမပြောဘူးအဲ့ဒါကြီးကိုကျွန်တော်တို့ပြောရရှိတယ်ဒီတော့က idea stupid ဖြစ်လာပါဖြစ်တယ်ဒါပေမဲ့ဒီစီမှာ there are a lot of stupid people ဒါဆိုတော့ you can also throw stupid questions ဆိုပြီးတော့ stupid questions ဆိုမရှိပါဘူးဒါပေမဲ့သူများတွေလည်းမသိဘဲနဲ့ပြောနေကြတယ်သူတို့ပြောတာဘာပြောမှန်းတော့မသိဘဲနဲ့ပြောနေကြရှိတယ်ကွာအဲ့တော့ပြောတာပြောအဲ့လိုပြောရမယ်တကယ်အဲ့စကားပြောတော့တော် တကယ်စကားပြောရတော့ဘာလို့လဲမသိဘူးတိကအဲ့ဟာတော်အဲ့ communication skill စာရေးလိုက်ရတော့တည်း အော် you know အဲ့ဒီမသိရင် CV ပိုင်းမှာဒီ communication skill ကောင်းတယ်တကယ်လည်းချားတယ်ကဲကြလူတွေ့ရတယ်ထွက်ပြေးထွက်ပြေးသွားအဲ့လိုတရားမသိ ဒီနေ့ကောင်းစရာ ဒါကလည်းသူကကြည့်လို့ရှိရင် motivation တင်နေမယ်ဖြစ်စမပြေရတယ်အဲ့ဒါကြောင့်လေဒီခါလေးမှလေဟိုနောက်ဟိုတနေ့မနေ့တော့ဆိုမြဲအဲ့ကျောင်းသားတွေနဲ့မြဲအင်္ဂလိပ်စာသင်တန်းမှာဆိုရှင်ကွာအဲ့ TikTok တခုသူတို့ကြည့်ခိုင်းနေဆွေးနွေးရကွာအဲ့ TikTok မှာတော့ model လုပ်တာ image တွေက powerful ဖြစ်တယ်ကွာဒါပေမဲ့ superficial ဖြစ်တယ်ဆိုတော့သူက basic ကရပြီးအဲ့ပြောနေနေမှာကိုလည်းစဉ်းစားမိတယ်ပုံမှန်လဲဆိုရှင်ဟဲ့ဒီလိုကနိုင်ငံခြား program တွေသွားတယ်ဟဲ့ပုံမြက် US ကိုသွားမြက် US ကိုသွားမူ US ကိုသွားတယ်ဟဲ့မိုက်လိုက်တာသူတို့အရန်ကောင်းတာရနေပါလေလို့ထင်တာကွာဒါပေမဲ့ဟိုမှာကွာအဲ့လိုမျိုးခုနပြော laptop ဖြစ်နေတဲ့ feeling ဖြစ်တာမျိုးပြီးတော့လို့ရှင်ကိုယ် explain ပါကိုလိုချင်လို့မရနေဟာတယ်ကွာခုနကလည်းစဉ်းနေတယ်ဟုတ်တယ်ခုနကစဉ်းစားအဲ့လိုမျိုးပြောရင်ခါကျဘုံညက်တို့မှာဘာ feeling ထပ်ဖြစ်လဲဆိုတော့အော်ဒါကြီးကမှနေဒုက္ခလို့ထပ်ပြီးတော့တက်မယ်ဆိုရင်တခြားသူတွေကြောက်ဒုက္ခအဲ့လိုကအဲ့လိုဒုက္ခလို့ခံစားရမှာ guilt ထပ်ဖြစ်တာသိလားအဲ့ဒီ feeling အမြဲပုံညက်မှာအဲ့လိုမျိုးဖြစ်တယ်အော်ဘာလဲဟို
အဲ့ဒါလည်းဘလို့ social media တောင်းလည်းပါရင်ပါမယ်ပေါ့နော်အော် social media မှာသူပြောကြတယ်လေအော် US ရောက်နေမှာ US ကဒုက္ခတွေမြည်ခါကြရင်အောင်နိုင်ငံမှာရရှိလို့ဘလို့လုပ်မလဲဆိုပြီးအဲ့လိုမျိုးပြောကြရောဒါပေမဲ့အဲ့လိုမျိုးခါကျတော့သူကတစ်ချိန်နဲ့ဘာဖြစ်လာလဲဆိုတော့အဲ့ guilt တွေပေါင်းလာတဲ့ခါကျတော့မထုတ်ပြောတော့အဲ့ခံစားနေရတဲ့ emotion တွေမထုတ်ပြောတော့မထုတ်ပြောတော့ဘဲနဲ့မျိုးသိမ့်နဲ့သူကပိုရော့ဟောဖြစ်လာအနည်းဆုံးတော့အဲ့လိုတယောက်တော့ကိုတက်တည်ရဲ့လောက်ပြောလိုက်တာ တည့်တဲ့လူတော့တယောက်ကိုပြောလိုက်တယ်ဆိုရင်တကယ်အဆင်ပြေအဲ့လိုမျိုးတကယ်လက်တော့လုပ်ဖို့ရတယ်တကယ်လိုရမဟုတ်ဘူးအဲ့လိုမျိုးသိ social media မှာ publish တင်ပြီးလာတော့လို့ဆရာမလို့တင်ပါလို့ဟုတ်တယ်နည်းနည်းပြောလိုက်လို့ရှင်လည်းရတယ်အဲ့လိုမျိုးအနည်းနဲ့မှရှိရသူတွေပြောတာကို comfortable ဖြစ်တယ်အဲ့ကြောင့်မို့ဟိုတစ်ခါဒါကတော့ပုံညက်တို့စိတ်မှာအဲ့ဒါကောင်းလားမကောင်းလားမသိဘူးဒါပေမဲ့အဲ့လိုညီမပြက်တွေမှာများတော့ပြအဲ့လိုမျိုးရှိရဲဆိုတဲ့အဲ့လိုအမြဲလူတယောက်မေးလိုက်တယ်ဆိုရင်လေအဲ့လိုအနည်းဟိုစင်ပြေလားလို့အဲ့လိုမေးလိုက်တယ်ဆိုရင်ပဲလေအမြဲကောင်းမှတွေ့နေအောင်ငါတို့ထက်အစင်ပြေလူအများကြီးရှိတယ်အဲ့ message ကလည်းပြောပြတယ်အဲ့လိုစိတ်ကအဲ့လိုမျိုးမြဲ wire လို့ဖြစ်နေတာပါအဲ့လို ကိုလည်းအဲ့လိုတခုခုစိတ်ညစ်လိုက်တာဆိုတော့ဟဲ့ငါဘာလို့စိတ်ည စိ စ် တ် ရ ညစ် မှာ နေရ လဲ လဲဘာလဲနော်ဒါပေမဲ့အဲ့ဒါမှကောင်းတဲ့တခုလေရှိရပါအဲ့လိုတခါတလေမှာတော့အေးဟုတ်တယ်အဲ့လိုမျိုးအရင်ချုပ်တီးထားတော့ခါကြတော့လေဟိုကိုကအဲ့ဒါကိုယ့်ရဲ့ feelings ကို validate မလုပ်တော့ကွာဒါကြီးရငါမှဖြစ်တာမဟုတ်ဘူးအဲ့လိုမျိုးအမြဲလုပ်တော့ခါကြတော့ဗာလဲသူတို့ခေါ်တယ်ဗာလဲအဲ့လို positive ရ extreme positivity ဖြစ်တာကွာ negative ဖြစ်တဲ့ positivity ဖြစ်တာကွာဒါပေမဲ့တစ်ဖက်မှာကြတော့လေအဲ့လို victim ကို victimize မလုပ်တာကို့မှာ power ရှိလို့ခံစားရတယ်ဗာအများကြီးလို့ခံစားရတယ်အဲ့လိုကိုကတခုခုဖြစ်တိုင်းကိုက victimize လုပ်လိုက်တယ်ဟဲ့ငါအကြောင်းဖြစ်နေရငါသာဖြစ်နေရဆိုအဲ့မှာပဲ step ဖြစ်နေတာ ဟုတ်တယ်စိတ်ကအ ပြင်ကိုထွက်မလာတော့ဘူးကွာဒါပေမဲ့အဲ့လိုမဟုတ်ဘဲနဲ့ဒါကဘာမှဖြစ်ဘူး AC ရဲဆိုကွာ AC ဖြစ်သွားတာကွာအဲ့တခုတော့ကြိုက်တယ် victimize မလုပ်ဘဲနဲ့ကိုကနေကိုဖြစ်တဲ့ဟာကိုဖြစ်တဲ့လို့လက်ခံလိုက်တာတော့ကြိုက်အရင်တော့ကလေအဲ့လိုစိတ်နဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးဟောတိတ်ပြီးတော့ဟောမဖြစ်ဘူးအဲ့လိုတယောက်တည်းနေတာပါညားရဲ့ခါကျရင်အဲ့လိုလေကိုပို့ပြီး aware ဖြစ်လာလို့လားမသိဘူးအဲ့ဒါ